ဒပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလေဆိုလို့ရှိရင်အင်္ဂုတ္တရနိကေတတ္တကနိပတ်ပါဠိတော်မှာလာရှိတဲ့ဒုတိယအဂိတုတ်တံတဲ့အဂိတုတ်တံကပထမအဂိတုတ်တံဒုတိယအဂိတုတ်တံလို့အဲ့ဒီနာမှာတရားဒေသနာနှစ်ခုဖြစ်နေတယ်အဲ့ဒါဒီကနေ့ညဟောမှာကဒုတိယအဂိတုတ်တံအဂိဆိုတဲ့ပါဠိစကားကဘေဒပေါင်းသူတော်ကောင်းတို့အားလုံးသိပါတယ်မီးလို့အဓိပ္ပာယ်ရတယ်အဲ့ဒါဒီသုတ်တံမှာမြတ်စွာဘုရားကလောကမှာမီး9မျိုးရှိတဲ့အကြောင်းအကျေတဝဟောကြားထားတယ်ငြိမ့်သက်ပြည့်ရမယ့်မီးက3မျိုးအလေးကရုပြုတ်ပြီးတော့ချမ်းသာအောင်ပြုစုရမယ့်မီးက3မျိုးငြိမ့်သက်တဲ့ငြိမ့်သက်တဲ့အချိန်မှာငြိမ့်သက်ရမယ်တောက်စေတဲ့အချိန်မှာတောက်စေရမယ်လေးလျူရှုတဲ့အချိန်မှာလေးလျူရှုရမယ်ဆိုတဲ့မီးက1မျိုးအလုံးမီး9မျိုးမြတ်စွာဘုရားဒီဒေသနာတော်မှာဟောထားတယ်အဲ့ဒါဘေဒပေါင်းသူတော်ကောင်းတို့မိမိတို့ရဲ့ဘဝမှာလက်တွေ့တတ်နိုင်သမျှကျင့်သုံးမယ်ဆိုတဲ့စိတ်နဲ့နာယူကြည်ညိုကြရအောင်နော်ဘုရားရှင်ကိုရောမြတ်ကြီးဒီမီး9မျိုးနဲ့ပတ်သက်ပြီးတော့ဟောကြားဖို့အကြောင်းဖန်လာပုံလေးကစိတ်ဝင်စားကြရကောင်းတယ်မြတ်စွာဘုရားလက်ထက်ကဥက္ကဋ္ဌတရီရဆိုတဲ့ပုံနာကြီးတယောက်ရှိတယ်ပစ္စည်းဥစ္စာလည်းချမ်းသာတယ်အစာသာရာရာပြည့်စုံတဲ့ပုံနာကြီးတယောက်ပေါ့ဒီနေ့တော့အဲ့ဒီပုံနာကြီးကသူတို့ဗြဟ္မဏအယူအဆရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့ထုံးစံအတိုင်းရစ်ပူတော်ပွဲကြီးမီးပူတော်ပွဲကြီးကျင်းပမယ်ဆိုပြီးတော့နွားမငယ်လေးတွေအကောင်900အရွယ်ရောက်တဲ့နွားတွေကအကောင်900မြင်းတွေသိုးတွေစိတ်တွေအဲ့ဒါအကောင်900စီအများကြီးအဲ့ဒါကိုတတ်ပြီးတော့သူရစ်ပူစောမှာအဲ့ဒါလိုရစ်တိုင်ကြီးတွေထူပြီးတော့ရစ်ပူတော်ပွဲကြီးအကြီးအကျယ်ကျင်းပမယ်လို့စီမံဖန်တီးပြီးတော့ပုံနာကဗာဆက်ပြီးတော့စဉ်းစားမိလဲဆိုတော့အကုန်လုံးအယံနဲ့တပ်ဖြတ်ပြီးပူဇော်တော့မယ်လို့ပြင်ဆင်ပြီးကမှယဟန်ဂေါရမဟာပညာဉာဏ်အင်မတန်ကြီးတယ်လို့ငါသိရတယ်တဲ့ငါရဲ့ဒီရစ်ပူဇော်ပွဲကြီးနဲ့ပတ်သက်ပြီးတော့ယဟန်ဂေါရမဒီကိုငါသွားပြီးတော့မေးရရင်ချီးမွမ်းမှုပဲပြုလိမ့်မလားသို့မဟုတ်ဒီရစ်ပူဇော်ပွဲကိုကဲ့ရဲ့ရှုံချမှုပဲပြုလိမ့်မလားမေးမြန်းပြီးတော့သိရမှာပဲလို့ဒီလိုစိတ်ကူးကလေးရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားရှိတဲ့နေရာကိုအဲ့ဒီပုံနာရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားတဲ့လောကမှာမီးပူဇော်ခြင်းရစ်ပူဇော်ခြင်းဟာအင်မတန်အကျိုးကြီးတယ်လို့ဘုရားတပည့်တော်ကြားဖို့ပါတယ်တဲ့ဒါလေးသူလျှောက်တယ်အမှန်ကတော့သူကမြတ်စွာဘုရားကိုရစ်ပူဇော်ခြင်းမီးပူဇော်ခြင်းနဲ့ပတ်သက်ပြီးတော့အကျိုးအပြစ်တွေကိုသိလို့မေးမလို့လာတာပါပဲဒါပေမဲ့ပုံနာကမမေးတတ်တော့သူကသူသိတာကိုပဲသူပြောတာပေါ့မြတ်စွာဘုရားတဲ့လောကကြီးမှာရစ်ပူဇော်ခြင်းမီးပူဇော်ခြင်းအမှုစီအလွန်အကျိုးကြီးတယ်လို့တပည့်တော်ကြားဖို့ပါတယ်တဲ့အဲ့တော့မြတ်စွာဘုရားကဘာပြန်မေးရှိလဲဆိုတော့ပုံနာတဲ့မီးပူဇော်ခြင်းရစ်ပူဇော်ခြင်းဟာအလွန်အကျိုးကြီးတယ်လို့ငါလည်းကြားဖို့ပါတယ်တဲ့ဒါပဲပြန်ပြောတာနော်အဲ့တော့ထပ်ပြီးတော့ရှောက်ပြန်တယ်မြတ်စွာဘုရားတဲ့လောကမှာမီးပူဇော်ခြင်းရစ်ပူဇော်ခြင်းအမှုစီအလွန်အကျိုးကြီးတယ်လို့တပည့်တော်ကြားဖို့ပါတယ်တဲ့အဲ့တော့မြတ်စွာဘုရားကထပ်ပြီးတော့အမိန့်ရှိပြန်တယ်ပုံနာတဲ့ဟောဒီလောကကြီးမှာမီးပူဇော်ခြင်းရစ်ပူဇော်ခြင်းသည်အလွန်အကျိုးကြီးတယ်လို့ငါလည်းကြားဘူးတယ်တဲ့ပိဿရေဆိုလိုတာကကြားဘူးတိုင်းမှန်တာမဟုတ်လားကြားဘူးတာတော့ကြားဘူးတာပဲလေဟုတ်လားမဟုတ်တာတွေလည်းကြားဘူးတာပဲဟုတ်တာတွေလည်းကြားဘူးတာပဲသို့တော့ကြားဘူးတဲ့စကားတွေကကြားဘူးတဲ့အတိုင်းမှန်တာလည်းရှိတယ်မမှန်တာလည်းရှိတယ်ဒါကြောင့်မြတ်စွာဘုရားကရစ်ပူဇော်ခြင်းမီးပူဇော်ခြင်းသည်အကျိုးကြီးတယ်လို့ဒီလိုပြောတာမဟုတ်အဲ့လိုတော့ငါလည်းကြားဘူးတာပဲတဲ့အဲ့တော့စကားကရှေ့မတိုးဘူးဖြစ်နေတယ်အဲ့တော့ရှင်အနန္ဒာကအနားမှာရှိတယ်သူမနေနိုင်တော့ဘူးအမှန်ကဒီပုံနာကမြတ်စွာဘုရားကိုမေးကျင်နေတာမမေးတော့သူကြားဘူးတာတွေပြောနေတာအဲ့တော့မြတ်စွာဘုရားကလည်းမမေးတော့ဘာမှဆက်ပြီးတော့မပြောဘူးဒါတော့ငါလည်းကြားဘူးတာပေါ့ဆိုလိုတာကအကျိုးကြီးတယ်လို့တော့ငါလည်းကြားဘူးတာပဲ
အဲ့ဒီတော့ရှင်အနန္ဒာကပုံနာကိုသင်ပေးတယ်ပုံနာကြီးတဲ့မြတ်စွာဘုရားကိုမေးခွန်းမေးတယ်ဆိုတာဒီလိုမျိုးမမေးရဘူးအဲ့တော့ပုံနာကြီးကလည်းဘလို့မေးရမလို့ဘုရားဆိုတော့အရှင်ဘုရားအကျိုးကြီးအောင်မီးပူဇော်တာရစ်ပူဇော်တာကိုဘလို့ပူဇော်ရမလဲဘလို့မီးကိုဘလို့ပူဇော်ရမလဲလို့အဲ့လိုပဲမေးတဲ့ကိုကြားဘူးတာတွေရှောက်ပြောမနေနဲ့ပေါ့အဓိပ္ပာယ်ကအဲ့ဒီတော့မှပုံနာကြီးကမြတ်စွာဘုရားကိုမြတ်စွာဘုရားမီးပူဇော်ခြင်းရစ်ပူဇော်ခြင်းအမှုကိုအကျိုးကြီးအောင်ဘလို့ပူဇော်ရမလဲသူကတော့တိရစ္ဆာန်တွေကိုတတ်ပြီးတော့ပူဇော်မှာပဲအဲ့ဒါအိမ်မှာအရန်တင်ပြင်ဆင်ထားပြီးသားအဲ့ဒီတော့မြတ်စွာဘုရားကဘယ်ကနေစပြီးတော့အမိန့်ရှိလဲဆိုတော့ဒီတတ္တဝါတွေကိုတတ်ဖြတ်ပြီးတော့ရစ်ပူဇော်မယ်မီးပူဇော်မယ်ဆိုလို့ရှိရင်တဲ့ကာယကံလက်နဲ့ဝစီကံလက်နဲ့မနောကံလက်နဲ့ဆိုတဲ့အင်မတန်ကြောက်เสียကောင်းတဲ့လက်နဲ့ကြီး၃မျိုးကိုစိုက်ထူပြီးသားဖြစ်သွားတယ်တဲ့ဆိုကြပါစို့တဲ့ငါဒီတတ္တဝါတွေကိုတတ်မယ်လို့သင်စဉ်းစားနေခြင်းဒီအဲ့ဒါသင်အတွက်အင်မတန်ဆင်းရဲမဲ့အကျိုးမဲ့တွေမဲ့မနောကလက်နဲ့ကြီးကိုစိုက်ထူလိုက်တာပဲတဲ့စိတ်ထဲမှာတတ်မယ်ဆိုတဲ့အတွေးဟာသူ့ကိုပဲပြန်ပြီးတော့အကျိုးမဲ့စေမဲ့မနောကလက်နဲ့ကြီးစိုက်ထူလိုက်တာတဲ့ဘုရားကြီးတဲ့လောကကြီးမှာအကျိုးရှိတာကိုလုံးမယ်လို့ဆိုပြီးတော့အကျိုးမဲ့တာကိုလုံးမိပြီးသားဖြစ်နေတာတွေအများကြီးရှိတယ်တဲ့တတိထားတရားရှိတယ်နော်ကုသိုလ်ကောင်းမှုကိုလုံးမယ်လို့စဉ်းစားပြီးတော့အကုသိုလ်ကိုလုံးမိသွားတာတွေအများကြီးရှိတယ်တဲ့ကိုယ်စိတ်ထဲကတော့ဒါကုသိုလ်လို့ထင်နေတာပေါ့သို့တော့တကယ်လုံးနေတာကအကုသိုလ်ဖြစ်နေတယ်ဒုက္ခတိလံအင်မတန်ကောင်းမြတ်တဲ့အနာဂတ်ကိုနော်ဒုက္ခတိလံပေါ့ဒုက္ခတိလံကိုရှာဖွေမယ်ဆိုတဲ့စိတ်ကူးနဲ့ဒုက္ခတိလံကိုရှာမိပြီးသားလဲဖြစ်နေတတ်တယ်တဲ့အဲ့တော့လောကကြီးမှာဒီစကားလေးတွေကလည်းသတိထားကြရကောင်းတယ်နော်ကောင်းတာလုပ်တယ်ကောင်းတာလုပ်တယ်လို့ထင်နေပြီမလို့တကယ်တမ်းမကောင်းတာလုပ်နေတာဖြစ်နေတတ်တယ်နော်ဒါနာကောင်းမှုပြုတိုင်းလဲကောင်းတယ်လို့ပြောလို့မရတဲ့အပိုင်းတွေလောကကြီးမှာမရှိဘူးလားရှိတယ်နော်ရှိတယ်နော်ဟိုဒါနဆိုတဲ့အရေးတော့ခြုံထားတာပေါ့သို့တော်တကယ်တမ်းကစစ်မှန်တဲ့ဒါနမဟုတ်ဘဲနဲ့နော်သီလပျက်စီးခြင်းအမှုတွေကိုဖြစ်စေတဲ့အမှုတွေဖြစ်နေတာတွေရောမရှိဘူးလားရှိတယ်ဒါတွေကိုလည်းချက်ထွင်ပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေနားလည်ကြရမှာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီတရားလေးတွေကိုတတ်မယ်လို့သင်စဉ်းစားနေခြင်းဒီပင်လေအဲ့ဒါမနောကလက်နဲ့ကိုစိုက်ထူလိုက်တာတဲ့ပုံညဆိုတဲ့ကောင်းမှုကိုပြုမယ်လို့စိတ်ကူးပြီးတော့အပုံညဆိုတဲ့မကောင်းမှုကြီးကိုပြုမိပြီးသားလဲဖြစ်နေတတ်တယ်ကုသလဆိုတဲ့ကုသိုလ်ကိုပြုမယ်လို့စဉ်းစားပြီးတော့အကုသလဆိုတဲ့အကုသိုလ်ကိုပြုမိပြီးသားလဲဖြစ်တတ်တယ်ဒုက္ခတိခမနကောင်းတဲ့လားရာကိုရှာမယ်ဆိုပြီးတော့ဒုက္ခတိခမနမကောင်းတဲ့လားရာကိုရှာမိပြီးသားလဲဖြစ်တတ်တယ်ဒါသတိထားရမယ်ပေါ့နောက်တစ်ချက်ကဒီတရားတွေကိုတတ်လိုက်လို့ဖြတ်လိုက်လို့သင်္ကသူများကိုပြောမှာပဲတဲ့အဲ့ဒါလိုပြောခြင်းဒီပင်လင်တင့်အတွက်အင်မတန်ကြောက်မွက်ဖွယ်ရာကောင်းတဲ့ဝစီကံလက်နဲ့ကြီးကိုသင်စိုက်ထူလိုက်တာပါတဲ့နော်ကောင်းတာကိုလုံးမယ်ဆိုပြီးတော့မကောင်းတာကိုလုံးမိပြီးသားဖြစ်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်ရလားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကသင်ကိုယ်တိုင်လည်းဒီတတ္တဝါတွေကိုတတ်ဖြတ်တဲ့နေရာမှာလက်တွေ့ထပြီးတော့တတ်တာလည်းရှိမယ်သူများကိုတတ်ဖို့ပြင်ဆင်ပေးတာလည်းဖြစ်မယ်အဲ့ဒါဒီပင်လည်းသင်အတွက်ကာယကံလက်နဲ့ကြီးကိုစိုက်ထူလိုက်တာပါတဲ့ဟုတ်လားအဲ့လိုမြတ်စွာဘုရားကဒါတွေဟာတကယ်စင်စစ်မကောင်းတဲ့အမှုတွေဆိုတာကိုပေါ်လွင်ထင်ရှားအောင်ပြောပြီးတော့ဗုဒ္ဓကြီးတဲ့လောကကြီးမှာမီးဆိုတာ9မျိုးရှိတယ်တဲ့သူကမီးပူဇော်မဲ့ပုဂ္ဂိုလ်ကိုဟုတ်လားမီးဆိုတာဘယ်နှမျိုးရှိတယ်9မျိုးရှိတယ်တဲ့အဲ့ဒီ9မျိုးသောမီးတွေတဲက3မျိုးသောမီးကတော့ဖေရှားလိုက်တဲ့မမီဝဲတဲ့နဲ့ငြိမ့်သက်ပြည့်ရမယ်မီးပါတဲ့ဗျမနာပုံနာကြီးဣမေတယောဤသုံးပါးကုန်သောအခိမိတို့ကိုဗဟာတဘောပေရှားတိုက်ကုန်ဤပရိဝိဇေတဘောရှောင်ရှားတိုက်ကုန်ဤနသေဝိတ္တဗာမမီဝဲတိုက်ကုန်အခုပြောမဲ့မီး9ပါးတဲကမီး3မျိုးကတော့မမီဝဲတိုက်ဘူးရှောင်ရှားတိုက်တယ်ပေရှားပြစ်ထိုက်တယ်ငြိမ့်သက်ပြစ်ထိုက်တယ်ပေါ့အဲ့ဒီငြိမ့်သက်ပြစ်ရမယ်မီး3မျိုးကဘာတွေတုံးဆိုတော့ရာဂကိဆိုတဲ့ယာဂမီးဒေါသကိဆိုတဲ့ဒေါသမီး
မောဟကိဆိုတဲ့မောဟမီတဲ့ဒီမီသုံးမျိုးကဘာလို့ပြရမှာလဲတော့ငြိမ်းအောင်ကြိုးစားရမယ်တတ်ပြရမယ်မီပေါ့နော်ဒီမီသုံးမျိုးအဲ့တော့မြတ်စွာဘုရားကယာကဆိုတဲ့ဆွဲလန်းခြင်းသည်မီလို့ပူလောင်စေတယ်တတ္တဝါတွေကိုအကျိုးမဲ့ပျက်စီးခြင်းဖြင့်ပျက်စီးအောင်ဖျက်ဆီးပြစ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်ယာကဆိုတဲ့ဆွဲလန်းခြင်းကိုမီးနဲ့တွဲပြီးတော့သုံးထားတာရာဂကိနော်ယာကမီးအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာဒီယာကဆိုတဲ့မီးမရှိဘူးလားဗျာရှိတာပေါ့ယာကမီးဆွဲလန်းခြင်းမီးမမောခြင်းတွေ့တာခြင်းတရားကိုကောက်ရင်တော့လောဘပေါ့နော်အဲ့ဒီယာကဆိုတဲ့ဆွဲလန်းခြင်းမမောခြင်းသည်မီးပါတဲ့မြတ်စွာဘုရားကအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တဏ္ဍာမှာရှိနေတဲ့ဒီယာကမီးရဲ့အကြောင်းကိုနည်းနည်းလေးတော့စဉ်းစားကြည့်ရနော်ဒီယာကမီးသည်ဘာကိုအကြောင်းပြုပြီးတော့တောက်လောင်တယ်လေတနည်းအားဖြင့်ဘာတွေရဲ့ပုံမှာတရားဓမ္မတို့ဦးဇင်းတို့ဆွဲလန်းနေကြသလဲနော်ပစ္စည်းဥစ္စာတွေရဲ့ပုံမှာဆွဲလန်းတာမရှိဘူးလားရှိတယ်ပြီးတော့ချစ်ရမြတ်နိုးရတဲ့ကိုယ်ကိုလည်းချစ်ကြတဲ့မြတ်နိုးကြတဲ့သက်ရှိတတ္တဝါတွေရဲ့ပုံမှာဆွဲလန်းမမောတာရောမရှိဘူးလားရှိတယ်နောက်ပြီးတော့ဘယ်ရဲ့ပုံမှာဆွဲလန်းမမောတာရှိနိုင်သေးလဲကိုယ်ခန္ဓာကိုယ်ကြီးရဲ့ပုံမှာဆွဲလန်းမမောတာရောမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါကတော့အကြီးဆုံးဆွဲလန်းမှုပဲအကြီးဆုံးဆွဲလန်းမှုဖြစ်တဲ့အတွက်ကြောင့်အကြီးဆုံးဒုက္ခကိုအဲ့ဒီဆွဲလန်းမှုကပေးလိုက်တယ်အဲ့တော့ဦးဇင်းတို့စဉ်းစားမိတာလေးတွေကိုပြောတာပါအကျဉ်းများဖြင့်တရားဓမ္မတို့ဦးဇင်းတို့ဆွဲလန်းနေတာဟာသက်ရှိသက်မဲ့ပစ္စည်းဥစ္စာချစ်ရမြတ်နိုးရတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်နောက်ပြီးတော့မိမိခန္ဓာကိုယ်ရဲ့အပေါ်မှာဆွဲလန်းမမောနေတာရှိတယ်အဲ့ဒီဆွဲလန်းမမောမှုတွေဘာရဲ့အပေါ်မှာပဲဆွဲလန်းပြီးမမောပြီဆိုလို့ရှိရင်တော့အဲ့ဒါမီးလို့ပူလောင်စေလိမ့်မယ်ခက်တာကတရားဓမ္မတို့ဦးဇင်းတို့တွေကဒီဆွဲလန်းခြင်းဆိုတဲ့ຢာကကိုမီးလို့သဘောမပေါက်နိုင်ဘူးတချို့များဆိုရင်ဆွဲလန်းနေရတာမမောနေရတာမပူဘူးပူတယ်လို့မထင်တဲ့အပြင်နောက်စိတ်ထဲမှာအရသာတောင်ရှိတယ်လို့ထင်ကောင်းထင်နေလိမ့်မယ်ဟုတ်လားဒါဟာตายရစရာပဲဒါဟာစိတ်ဝင်စားစရာပဲဆိုတဲ့သဘောမျိုးတောင်ရှိနေတာမရှိဘူးလားမြတ်စွာဘုရားတော့ဒီຢာကကိုမီးလို့ဟောတာမီးမှရိုးရိုးမီးမဟုတ်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာနတ္ထိရာဂသမောအကိຢာကဆိုတဲ့မီးနဲ့တူတဲ့အပူဆိုတာလောကမှာမရှိဘူးလို့တောင်ဟောထားတာမီးထဲမှာအပြင်းဆုံးမီးပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်နဲ့ဒီຢာကဟာပူပါတယ်ဆိုတာကိုလက်တွေ့ကိုယ်တိုင်ခံစားတတ်တဲ့ဉာဏ်ရှိဖို့တော့လိုမယ်ဘုရားဟောတာတော့ကြားဘူးတာပေါ့သူတော်ကောင်းတွေပြောတာတော့ကြားဘူးတာပေါ့စာအုပ်တွေနဲ့ရေးထားတာလည်းဖတ်ဘူးတာပေါ့ຢာကဆိုတဲ့မီးဟာအပြင်းဆုံးမီးပါဟုတ်လားသို့တော့ကိုကအဲ့ဒါကိုပူမှန်းလည်းမသိဘူးလောင်မှန်းလည်းမသိပူမှန်းလောင်မှန်းမသိလို့အဲ့ဒီမီးကိုရင်ဝယ်ပိုက်ပြီးတော့သိမ့်ပိုက်ထားတာပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာနည်းနည်းလေးဉာဏ်မီးတလောက်ကလေးစဉ်းစားကြည့်ရမယ်ຢာကသည်ဘလို့ပူလောင်စေသလဲတတ္တဝါတွေကိုဆွဲလန်းခြင်းဆိုတာတကယ်စင်စစ်စဉ်းစားကြည့်ရင်စိုးရိမ်ခြင်းနဲ့တကွဖြစ်တာသိလားဒကာကြီးတို့မိုက်များဆွဲလန်းခြင်းဆိုတာဘာနဲ့တကွဖြစ်တယ်စိုးရိမ်ခြင်းနဲ့တကွဖြစ်တယ်ဘလို့စိုးရိမ်တယ်လဲကိုဆွဲလန်းထားတဲ့အရာကိုမျက်နှိုးထားတဲ့အရာပျက်စီးသွားလိမ့်မလားတမျိုးတမီမြန်ဖြစ်သွားမလေလားဆိုတဲ့စိုးရိမ်မှုမရှိဘူးလားရှိတာပေါ့ဗျာရှိတာပေါ့ဟုတ်လားအဲ့ဒါဘယ်ချိန်မှထင်ရှားလဲဆိုလို့ရှိရင်ကိုဆွဲလန်းထားတဲ့အရာကိုမျက်နှိုးထားတဲ့အရာပျက်စီးမဲ့အရေးအယောင်တွေပြလာပြီသို့မဟုတ်ကိုယ့်ရဲ့စိတ်ထဲမှာပျက်စီးသွားလိမ့်မလားလို့တန်တရားတွေစဝင်ရတဲ့အချိန်ကစပြီးတော့အဲ့ဒါအကြီးအကျယ်လောင်မြိုက်တော့တာပဲအဲ့ဒါဆွဲလန်းခြင်းမီးကနော်ဒါကြောင့်တရားဓမ္မတို့ဦးရှင်တို့ဒီမီးဘလောက်မပူဘူးလဲပူတယ်လဲဆိုတာကိုသိကျင်လို့ရှိရင်အဲ့ဒီပျက်စီးမှုဆိုတာလေးနဲ့တို့ကြည့်လိုက်ပါဟုတ်လားပျက်စီးမှုဆိုတာလေးတို့ကြည့်လိုက်လို့ရှိရင်ဆွဲလန်းမှုကြီးရင်ကြီးတဲ့လောက်ပူလောင်တယ်ဆိုတာမရှိပေဘူးလားရှိမယ်ကိုဆွဲလန်းထားတဲ့အရာမျက်နှိုးထားတဲ့အရာကတကယ်ကိုပျက်စီးတော့မှာပဲလို့သိလာတဲ့အခါမျိုးမှာဆိုရင်တော့မနေနိုင်မထိုင်နိုင်ပူကြပြီလောင်ကြပြီဟာပျက်စီးသွားပြီတကယ်ကိုပဲပျက်စီးသွားပြီဆိုရင်တော့တချို့လူလှိမ့်ပြီးတော့တက်မတက်ချစ်မတက်ပူကြတာလောင်ကြတာမရှိဘူးလားရှိတာပေါ့ဒါကြောင့်မြတ်စွာဘုရားကစားတော့အပ်သောအစာအာဟာရသည်မုတ်ချကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလိုပေးထားတဲ့ဥမာကနော်စားတော့အပ်သောအစာအာဟာရသည်မုတ်ချကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလို
ချစ်ခင်ခြင်းမြတ်နိုးခြင်းဆွဲလန်းခြင်းဆိုတဲ့သဘောတရားသည်သေချာပေါက်စိုးရိမ်ခြင်းပူလောင်ခြင်းကိုဖြစ်စေတယ်တဲ့ဒါငင်းလို့မရဘူးဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မိတကမိထဲမှာအပြင်းဆုံးမိလို့မြတ်စွာဘုရားဟောထားတဲ့ဒီဆွဲလန်းခြင်းမမောခြင်းဆိုတဲ့မိဟာဘလို့လောင်ကျွမ်းတယ်ဆိုတာကိုတတ်နိုင်တဲ့မြတ်သဘောပေါက်အောင်စဉ်းစားထားဖို့မလိုဘူးလားလိုတယ်အထူးသဖြင့်တော့ဒကာဓမ္မတို့ဦးချင်းတို့အစွဲလန်းဆုံးဆိုတဲ့နော်ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဆွဲလန်းထားတာမရှိဘူးလားရှိတယ်နော်အဲ့ဒီကိစ္စကအကြီးအကျယ်နှိမ့်ဆက်အောင်ပါဘယ်အချိန်မှနှိမ့်ဆက်မလဲဆိုတော့တန်ငါငါနဲ့ကိုယ်ဆွဲလန်းထားတဲ့မြင်လို့ထားတဲ့ဒီခန္ဓာကြီးပျက်စီးတော့မယ်ဆိုတဲ့အချိန်မှာအကြီးအကျယ်နှိမ့်ဆက်မှာပဲဟုတ်တယ်မဟုတ်လားဘာဆင်းရဲနဲ့မှမတူဘူးနော်အဲ့ဒီအချိန်ရောက်လို့ရှိရင်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဆွဲလန်းခြင်းဆိုတဲ့မီးသည်တတ္တဝါတွေကိုဘလောက်ပြင်းစွာလောင်မြိုက်စေသလဲဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကမီးကိုပယ်ရမယ့်မီးကိုဘယ်နှမျိုးဟောတာတော့၃မျိုးဟောတာနော်အခုကယာဂမီးကိုပြောတာနောက်ပြီးတော့ဦးဇင်းတို့ဒေါသမီးဆိုတာကတစုံတစ်ယောက်ကိုဖြစ်စေတစုံတစ်ခုသောအခြေအနေနဲ့ပတ်သက်လို့ဖြစ်စေစိတ်ထဲမှာမကြည်မနှက်ဖြစ်ပြီးတော့ဆန့်ကျင်ကန့်ကွက်ပြီးတော့စိတ်တူနေတဲ့သဘောစိတ်ဆိုးနေတဲ့သဘောဒါလူတိုင်းသိပါတယ်အဲ့ဒီဒေါသသည်မီးပါတဲ့ဒါကတော့တော်တော်ထင်ရှားတယ်ဒေါသဖြစ်လာလို့ရှိရင်သူကစိတ်ကိုမချမ်းသာတော့ဘူးနောက်နည်းနည်းများလာရင်ရုပ်ပိုင်းဆိုင်ရာကိုမချမ်းသာတော့ဘူးနောက်ဒေါသဖြစ်လာရင်ပူတယ်လောင်တယ်ဆိုတာကတော့ထင်ရှားတယ်ဒါကြောင့်ဒေါသသည်မီးပါတဲ့နောက်ပြီးတော့မောဟကိနော်အရိယာသူတော်ကောင်းကြီးတွေသိတာတဲ့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သိမြင်နားလည်ခြင်းမရှိတဲ့သဘောမောဟနော်ဒီမောဟဒီပါတော့မီးပါတဲ့မြတ်စွာဘုရားကဒီမောဟမီးကတော့မီးသုံးမျိုးထဲမှာအခြေခံအကြဆုံးနဲ့ကြောက်เสียအကောင်းဆုံးမီးပဲသိလားမောဟမီးကတောက်လို့တောက်မှန်းတောင်တချို့မသိဘူးများသောအားဖြင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာမောဟမီးကတော့အမြဲတမ်းလိုတောက်နေတာသိလားမောဟမီးကအမြဲတမ်းလိုတောက်နေတာဒီနေရာမှာဦးဇင်းတို့ဝေဒနာ၃မျိုးနဲ့ကပ်ပြီးတော့ပြောရရင်ပို့ပြီးတော့ရှင်းတယ်လောကမှာချမ်းသာခြင်းဆိုတဲ့သဘောဒုက္ခဝေဒနာဖြစ်လို့ရှိရင်ယာဂမီးသည်လောင်တတ်တယ်တတိဝရိယဉာဏ်ပညာကင်းတဲ့အခါမှာလောင်တာမရှိဘူးလားရှိတယ်ဆင်းရဲခြင်းဆိုတဲ့ဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာတတိဝရိယကင်းလို့ရှိရင်ဒေါသမီးလောင်တတ်တယ်ဥပိ္ပခဝေဒနာဟောလာပြီနော်ဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်အဲ့ဒီဥပိ္ပခဝေဒနာဖြစ်လာတဲ့အခါမျိုးမှာတတိဝရိယဉာဏ်ပညာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီချိန်မှာဘာမီးလောင်မလို့မောဟမီးလောင်မယ်တဲ့လူလောကကြီးမှာလက်ဒီသတော်ဘုရားကြီးကပြောထားတာရှိတယ်အနတ္တဒီပဏိထဲမှာအင်မတန်ထင်ရှားတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတာလူလောကကြီးလူဘဝကြီးမှာကြိုးကြားတာဖြစ်တာတဲ့တကယ်အဖြစ်များတာကဥပိ္ပခဝေဒနာတွေပဲအဖြစ်များတာတဲ့ဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တတိဝရိယကင်းတဲ့အချိန်တိုင်းမှာအဖြစ်များသောဥပိ္ပခဝေဒနာနဲ့အတူမောဟမီးတွေတောက်เสียအကြောင်းမရှိဘူးလားရှိတယ်မောဟမီးအလွန်အတောက်များတယ်နော်ခုနတုန်းကဦးဇင်းကမောဟမီးသည်ကြောက်မဲ့ဖို့ရအကောင်းဆုံးနဲ့အရေးအကြီးဆုံးမီးလို့ပြောလိုက်တယ်နော်အေးအဲ့ဒါလေးကိုဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ကိုနည်းနည်းလေးစဉ်းစားကြည့်သိချင်တာကမောဟမီးတောက်လို့သာယာဂမီးဆိုတာတောက်ရတာမောဟမီးတောက်လို့သာဒေါသမီးဆိုတာတောက်ရတာတကယ်တမ်းကသဘာဝတရားတွေထဲမှာဆွဲလန်းတရားဆိုတာတကယ်ရှိတာမဟုတ်သဘာဝတရားတွေပဲရှိတာဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒါကိုသိမြင်နားလည်မှုမရှိတော့မောဟမီးကတောက်တာအဲ့တော့မသိလို့သာလေဆွဲလန်းတယ်ဆိုတဲ့ယာဂကဖြစ်ရတာမောဟမီးမတောက်ဖဲနဲ့ဆွဲလန်းခြင်းဆိုတဲ့ယာဂမီးဘလို့မှတောက်လို့မရဘူးဟုတ်ရလားနောက်ပြီးတော့ဒီသဘာဝတရားတွေထဲမှာအတွေ့အကြုံတွေထဲမှာမကျေနပ်เสียစိတ်တူเสียဆိုတာတကယ်တမ်းရှိတာမဟုတ်ဘူးဟုတ်လားသို့တော်လည်းပဲအဲ့ဒီထဲမှာမကျေနပ်เสียမရှိဘူးစိတ်တူเสียမရှိဘူးလို့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတကယ်မသိဘူးစိတ်တူเสียရှိတယ်လို့ထင်တယ်မကျေနပ်เสียလို့ထင်တယ်အဲ့ဒါဒီပင်လေအထင်မှားတယ်ပါတော့မောဟမီးပဲအဲ့တော့မောဟမီးဆိုတာတောက်လို့ဒေါသမီးဆိုတာတောက်ရတာမသိလို့သာလျှင်စိတ်တူရတာမသိလို့သာလျှင်ဆွဲလန်းရတာအေးဘယ်မီးကအခြေခံကြနေတော့မောဟမီးကအခြေခံကြနေတာဒါကြောင့်ဒီမောဟဆိုတဲ့မီးဒီလောကမှာကြောက်เสียအကောင်းဆုံးမီးပဲဒါကြောင့်ဦးဇင်းတို့ကုတာကာရသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်
အိမ်တလုံးကိုဖျက်ဆီးမယ်ဆိုလို့ရှိရင်တဲ့ခေါင်ကိုဖျက်ဆီးလိုက်ရင်အလုံးပျက်စီးသွားမယ်တဲ့စာထဲကတော့အထွတ်လို့ပြောတာပေါ့နော်ဒါဦးဇင်းကတော့နားလည်လွယ်အောင်ခေါင်လို့ပြောလိုက်ပါတယ်ခေါင်ကိုသာဖျက်ဆီးလိုက်မယ်ဆိုရင်ဒီအိမ်တအိမ်လုံးဟာဘာဖြစ်သွားမလို့မိုးရေတွေနဲ့အကုန်လုံးရွှဲရွှဲဆူသွားမှာပဲအဲ့ဒါတဖြည်းဖြည်းနဲ့ဆွေးမြစ်ပြီးတော့ဒီအိမ်ကြီးဘာဖြစ်သွားမလို့ပျက်စီးသွားမယ်အဲ့တော့ဒကာသမားတို့ဦးဇင်းတို့ရဲ့တန်တမှာရှိတယ်အကုသိုလ်အတိုက်အမြုံကြီးကိလေသာအတိုက်အမြုံကြီးကိုဖျက်ဆီးခြင်းနဲ့ဆိုလို့ရှိရင်ခေါင်နဲ့တူတဲ့မောဟကိုသာဖျက်ဆီးနိုင်အောင်ကြိုးစားပါတဲ့အဝိဇ္ဇာကိုသာဖျက်ဆီးနိုင်အောင်ကြိုးစားအဝိဇ္ဇာပျက်စီးသွားပြီဆိုရင်ကျန်တဲ့အကုသိုလ်တရားတွေအကုန်လုံးဘာဖြစ်သွားမလို့ပျက်စီးသွားပဲတဲ့ဒါမီးသုံးပါးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မောဟမီးဒီဘလောက်အခြေခံကြတယ်လဲဆိုတာလေးကိုစဉ်းစားမိတာလေးတွေပြောပြတာဟုတ်လားအဲ့တော့မြတ်စွာဘုရားကတော့ဒီဒေသနာတော်မှာဒီယာဂမီးဒေါသမီးမောဟမီးကိုငြိမ့်သက်ဖို့ဘာကြောင့်လိုအပ်တယ်လဲဆိုတာလေးကိုအကြောင်းပြချက်ကလေးဟောထားတာတော့ရှိတယ်အဲ့ဒါလေးတော်တော်အခြေခံကြတယ်လို့ဦးဇင်းတို့ခံစားရပါတယ်ဘာဟောတာတုံဆိုတော့ရတောခောပြမနာရာဂေနာအဘိဗုတောပရိယာဒိဏစိတ်တောကာယေနာဒုစရိတံစရတိဝါစာယဒုစရိတံစရတိမနတာဒုစရိတံစရတိအဓိပ္ပာယ်ကယာဂဆိုတဲ့ဆွဲလန်းခြင်းကိုအကြောင်းပြုပြီးတော့အဲ့ဒီဆွဲလန်းခြင်းတရားတွေရဲ့လွှမ်းမိုးတာကိုခံရတဲ့အတွက်ကြောင့်တတ္တဝါတွေဟာကိုယ်ဖြင့်လည်းပဲမကောင်းမှုဒုစရိုက်ကိုပြုကြတယ်တဲ့နှုတ်ဖြင့်လည်းပဲမကောင်းတဲ့အပြောတွေကိုပြောကြတယ်စိတ်ဖြင့်လည်းပဲမကောင်းတဲ့အတွေးအကြံတွေကိုကြံကြတယ်တဲ့အဲ့လိုကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုပြုပြီးတဲ့နောက်ပြောပြီးတဲ့နောက်တွေးပြီးတဲ့နောက်မှာအဲ့ဒီဒုစရိုက်တရားတွေကြောင့်တတ္တဝါတွေဟာမလားခြင်းမရောက်ခြင်းပဲနဲ့အင်မတန်ဆင်းရဲတဲ့အပယ်လေးပါးကိုရောက်ကြရတယ်တဲ့ဒါယာဂမီးရဲ့အပြစ်ကိုမြတ်စွာဘုရားကအတူဆုံးနဲ့အထီဆုံးပြောထားတာပါပဲဟုတ်လားလောကကြီးမှာအဆင်းရဲဆုံးနေရာဌာနတွေဟာအပယ်လေးပါးပဲဟုတ်တယ်နော်အဲ့ဒီအပယ်ပုံကိုတတ္တဝါတွေဟာရောက်ချင်လို့ရောက်သွားတာလားရောက်เสียရှိလို့ရောက်သွားတာလားရောက်เสียရှိလို့ရောက်သွားတာရောက်เสียရှိတယ်ဆိုတာဘာကိုပြောတာတော့ဒုစရိုက်မှုတွေပြုထားခြင်းဒီပင်လေအဲ့ဒါရောက်เสียရှိတာပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒီဒုစရိုက်မှုတွေမကောင်းတဲ့အမှုတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အတွေးတွေကိုဘာကြောင့်ပြုမိမှားကြတယ်လဲဘာကြောင့်ပြောမိမှားကြတယ်လဲဘာကြောင့်တွေးမိမှားကြတယ်လဲဆိုရင်ယာဂဆိုတဲ့ဆွဲလန်းခြင်းတရားကိုအကြောင်းပြုပြီးတော့မှားကြတာတဲ့ဒါပိဋကတို့မှာဉာဏ်ရှိပါတယ်ဆွဲလန်းခြင်းဆိုတာလွန်ကဲလာရင်လူတွေဟာမိုက်ကြတာပဲနော်အလုပ်တွေမှားကြတာပဲအပြောတွေမှားကြတာပဲအတွေးတွေမှားကြတာပဲမှားပြီဆိုရင်တော့မှားသောပုဂ္ဂိုလ်တို့နဲ့ထိုက်တန်တဲ့ဘုံဘဝကိုမလားရောက်ရပြီဘူးလားရောက်ရလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားကယာဂမီးဒီမှားယွင်းမှုကနေတဆင့်အပယ်လေးပါးမီးကိုတောက်စေတယ်ဒါကြောင့်ဦးဇင်းတို့ဣတိဥပါရိတော်မှာလည်းပဲအဂိသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်ရှိသေးတယ်ဗျသိလားအဲ့ဒီသုတ်တံမှာတော့မြတ်စွာဘုရားကမီးတွေဟာမီးဆိုတဲ့အတိုင်းပွားလာတဲ့သဘောရှိတယ်များလာတဲ့သဘောရှိတယ်ကူးဆက်သွားတဲ့သဘောရှိတယ်ဆိုတာလေးကိုလည်းဟောထားတာရှိတယ်နော်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိပါတယ်ယာဂမီးဆိုတာဖြစ်လာလို့ရှိရင်အခုမြတ်စွာဘုရားကဒုစရိုက်တွေပြုတယ်လို့မပြောဘူးလားအဲ့ဒီဒုစရိုက်တွေပင်လည်းဒါမီးတစ်မျိုးပဲနော်ကမ္ဘာလောကကြီးမှာအဲ့ဒီဒုစရိုက်မီးတွေလောင်ညလို့ပူကြရလောင်ညရတာနော်ယာဂကသူ့အတူဟိုဒုစရိုက်မီးကိုမကူးသေးဘူးဆိုလို့ရှိရင်ပတ်ဝန်းကျင်အချင်းချင်းပူတယ်လောင်တယ်ဆိုတာဆင်းရဲတယ်ဆိုတာသိပ်မထင်ရှားဘူးပေါ့တူးကြီးလောင်နေတာလောက်ဆိုရင်သိပ်ပြီးတော့မထင်ရှားသေးဘူးပေါ့ဟုတ်လားအဲ့ဒီယာဂကိုအကြောင်းပြုပြီးတော့မဟုတ်တာတွေလုပ်ပြီးပြောပြီးတွေးပြီးဆိုရင်တော့ပတ်ဝန်းကျင်အချင်းချင်းထိခိုက်တာတွေရှိမလားဘူးလားရှိလာတယ်အဲ့တော့လောကကြီးမှာပူလောင်နေဆင်းရဲတယ်လူတွေဒုက္ခရောက်ကြတယ်များကြတယ်အန္တရာယ်တွေဖြစ်ကြတယ်ဆိုတာဘာကြောင့်လဲဆိုတော့ဒုစရိုက်မီးတွေတောက်လို့ပေါ့ဟုတ်လားဒါကြောင့်ယာဂမီးဖြစ်လာရင်ဒုစရိုက်မီးကိုကူးသွားတယ်ဒုစရိုက်မီးဖြစ်လာလို့ရှိရင်အပယ်လေးပါးမီးကိုဆက်ပြီးတော့မကူးပေဘူးလားကူးသွားလိမ့်မယ်ဒါယာဂမီးရဲ့အပြစ်ကိုမြတ်စွာဘုရားအဲ့လိုပြောတာဒေါသမီးကိုလည်းပဲမြတ်စွာဘုရားကအဲ့ဒီနီးအတိုင်းပဲပြောတာပဲဒေါသတရားတွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်ကာယေနဒုစရိတံစရတိဝါစာယဒုစရိတံစရတိမနတာဒုစရိတံစရတိတဲ့မကောင်းတာတွေလှုပ်လာတယ်မကောင်းတာတွေပြောလာတယ်မကောင်းတာတွေတွေးလာတယ်ဟောဒေါသတွေလွှမ်းမိုးလာရင်လည်းပဲအဲ့လိုလှုပ်တာတွေမရှိဘူးလားရှိတာပေါ့ဘာကြောင့်လဲဆိုတော့ဒကာသမားတို့ဦးဇင်းတို့ရဲ့တန်တန်မှာဒေါသလွှမ်းမိုးလာလို့ရှိရင်ဉာဏ်မြင်တွေကမှောက်မှားသွားတာသိလားဉာဏ်မြင်တွေကမှောက်မှားသွားတာဒါကြောင့်ဦးဇင်းတို့ဣတိဥပါရိတော်မှာဘာဟောထားလဲဆိုတော့
ဒုထောအထနာဇာနာတိဒုထောဓမ္မနပတတိတရာအန္တဓမ္မဟောတိယံဒေါသောဟရတိနရံဒေါသဆိုတာဖြစ်လာပြီဆိုလို့ရှိရင်အကျိုးအကြောင်းအဆိုးအကောင်းကိုမသိတော့ဘူးနားမလည်တော့ဘူးဟုတ်လားဒေါသဆိုတာဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီအခိုက်အတန့်အဲ့ဒီတည်ငါမှာအဲ့ဒီပုဂ္ဂိုလ်ဒီအမိုက်အမှောင်ကြီးလွှမ်းမိုးတာကိုခံလိုက်ရတယ်တဲ့မိုက်သွားတယ်မှောင်သွားတယ်ပေါ့ဒါကြောင့်ဒေါသလွှမ်းလာလို့ရှိရင်မလုံတဲ့နာကိုလည်းမသိတော့ဘူးလုံတဲ့နာကိုလည်းမသိတော့ဘူးအဲ့ဒါကိုဦးဇင်းတို့ကောဋ္ဌနာသုတ်တံကိုအခြေခံပြီးတော့မင်းကွန်းစတော်ကြီးရေးထားတဲ့စာလေးတစ်ပိုက်ရှိတယ်ပြူညာကိစ္စအဝါဝါ၌ကောတာလွှမ်းမှုအမျက်ဆိုးကြောင့်ကျိုးရှိကိုပင်ကျိုးမဲ့ထင်လျက်ကျိုးပင်ရှိလက်မရှိမှတ်၍ချွတ်ချော်ပြူညာကျိုးမများသည်ဟောဒေါသဖြစ်လာပြီအမျက်တွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်အကျိုးရှိတာကိုလည်းအကျိုးမရှိဘူးလို့ထင်တတ်တယ်အကျိုးမရှိတာကိုလည်းအကျိုးရှိတယ်လို့ထင်တတ်တယ်အဲ့လိုဉာဏ်မြင်နေမှောင်မှားပြီးတော့လုံမိလုံရပြောမိပြောရတွေလှုပ်ပြီးပြောပြီးတော့ဆင်းရဲဒုက္ခတွေအကြီးအကျယ်ရောက်တတ်တယ်လို့ဒါပြောတာဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ဒေါသမီးကတော့မီးဆိုတဲ့အလိုက်အင်မတန်ကိုထင်ရှားတယ်နောက်တစ်ချိန်မှာအပင်ငရဲပြီးတောက်တာကိုအသာထားလိုက်အောင်ဒီဘဝမှာတင်ကိုအကျိုးမဲ့တာတွေနဲ့ပျက်စီးတာတွေအများကြီးမရှိဘူးလားရှိတာပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့အဲ့ဒီကောဋ္ဌနာသုတ်တံမှာပဲဒေါသရဲ့သဘောတဘာဝလေးကိုပြောထားတာလေးတစ်ခုလက်တွေ့ကြလွန်းလို့သဘောအင်မတန်ကြတယ်ဦးဇင်းကဘာပြောထားလဲဆိုတော့ဒေါသဖြစ်လာတဲ့အခိုက်အတန့်မှာအင်မတန်ခက်ခဲတဲ့ကိစ္စတွေဟာအလွန်လွယ်ကူသလိုဖြစ်သွားတယ်တဲ့သိလားအင်မတန်ခက်ခဲတဲ့ကိစ္စတွေဟာအလွန်လွယ်ကူသလိုဖြစ်သွားတယ်ဟိုလူငယ်တွေနားလည်အောင်ပြောမယ်နော်ဒေါသမဖြစ်တဲ့အချိန်မှာမလုပ်ရဲတဲ့အလုပ်ကိုဒေါသဖြစ်နေတဲ့အချိန်မှာလုပ်ရဲတယ်ဒါပြောတာဒေါသမဖြစ်တဲ့အချိန်မှာလုပ်ဖို့အင်မတန်ခက်တဲ့အလုပ်ကိုဒေါသဖြစ်တဲ့အချိန်မှာလွယ်လွယ်လေးလုပ်ချလိုက်ဘာပဲဖြစ်ဖြစ်ကွာဆိုပြီးတော့ဟုတ်လားဒေါသမဖြစ်တဲ့အချိန်မှာမပြောရတဲ့ခက်ခဲတဲ့အပြောသည်ဒေါသဖြစ်တဲ့အချိန်မှာလွယ်လွယ်လေးပြောရတယ်ပြီးမှသာမျက်ရည်နဲ့မျက်ခွက်ဖြစ်ကြရတာတပိုင်းပေါ့လေဟုတ်လားတကယ်ကြီးမိုက်များစဉ်းစားကြည့်နော်ဒေါသဖြစ်လာပြီဆိုရင်ငါတော့ပြောလိုက်ရမှကျင်တတ်မှာငါတော့လုပ်ကိုလုပ်လိုက်ရမှကျင်တတ်မှာကျင်တတ်မှုကိုတစ်မျိုးရှာတာပါပဲပြီးတော့တကယ်ကျင်တတ်သလားဆိုတော့မကျင်တတ်ပါဘူးပြီးတော့ပူလောင်မှုနဲ့အဆုံးသတ်ရတာဒါကြောင့်မြတ်စွာဘုရားကဒေါသဖြစ်လာလို့ရှိရင်ခက်ခဲတဲ့ကိစ္စတွေဟာလွယ်ကူသလိုဖြစ်လာပြီးတော့ပြီးမှသာလေအကိတထောဝတပတိမီးလောင်ခံရတဲ့လူလိုပူကြရလောင်ကြရတာတဲ့သိလားဒေါသဖြစ်တုန်းကတော့ထင်တယ်လို့လုံးကြပြောကြတာပြီးမှမီးလောင်ခံရတယ်လို့ပူကြရလောင်ကြရတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒေါသဆိုတာဖြစ်လာပြီဆိုလို့ရှိရင်ဉာဏ်မြင်တွေဟာအကုန်လုံးချွတ်ချော်မှောက်မှားပြီးတော့လုံးမိလို့ရပြောမိပြောရတယ်ပြောပြီးတော့ဒုက္ခအကြီးအကျယ်မရောက်တတ်ဘူးလားရောက်တတ်တယ်ဒီဒေသနာမှာတော့မြတ်စွာဘုရားကဒေါသဖြစ်လာရင်အလုတ်အပြောအတွေးတွေအကုန်လုံးမှားပြီးတော့အဲ့ဒီမှားယွင်းတဲ့အလုတ်အပြောအတွေးတွေရဲ့အကျိုးဆက်အပယ်လေးပါးဆိုတဲ့မီးကြီးလဲဆက်ပြီးတော့တောက်တတ်တယ်လို့ဒါပြောတာဒါကြောင့်ဒေါသမီးကိုငြိမ့်သက်ဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားနောက်ပြီးတော့မောဟမီးအဲ့ဒီမောဟမီးကတော့ယခုနကလည်းဦးဇင်းတို့ပြောခဲ့ပါပြီမသိလို့သာဆွဲလန်းခြင်းဆိုတဲ့ຢာကမီးတောက်ရတာမသိလို့သာမကျေနပ်ဘူးဆိုတဲ့ဒေါသမီးတောက်ရတာအကယ်၍သာမောဟမီးကိုငြိမ့်သက်နိုင်မယ်ဆိုရင်ຢာကမီးဒေါသမီးဟာတောက်เสียအကြောင်းကိုမရှိဘူးဒီနေရာမှာဦးဇင်းတို့ဒီသုတ်တန်ထဲမှာမပါပေမဲ့လို့နည်းနည်းလေးယူပြီးတော့ပြောချင်တာလေးတစ်ခုရှိတယ်အဲ့ဒီမိသုံးပါးကိုငြိမ့်သက်ဖို့ကြိုးစားတဲ့နေရာမှာမြတ်စွာဘုရားနီလန်းလေးပေးထားတာလေးတစ်ခုရှိတယ်ဒါအဓိကကြတာလေးကိုမြတ်စွာဘုရားအနာနဲ့ဆေးကိုတဲ့အောင်ပေးတဲ့သဘောပေါ့နော်ဆေးတိုင်းကတော့စွမ်းတာပါပဲသို့တော်လည်းပဲဒီယောဂအတွက်ဒီဆေးကလေးကပို့လို့တောင်စွမ်းတယ်ဆိုတာမျိုးလေးတော့လောကကြီးမှာမရှိတတ်ဘူးလားရှိတတ်တယ်အဲ့ဒီအဓိပ္ပာယ်မျိုးပေါ့အဲ့ဒါဦးဇင်းတို့ຢာကမီးကိုငြိမ့်သက်ဖို့ကြိုးစားတဲ့နေရာမှာဘယ်ကမ္မထမ်းရဲ့အကူအညီကိုယူရမလဲဆိုတဲ့သဘောနော်အဲ့ဒါကိုမြတ်စွာဘုရားဟောထားတာကຢာကဆိုတဲ့မီးကိုငြိမ့်သက်ခြင်းတယ်ဆိုလို့ရှိရင်တေနိဗ္ဗာန်ပင်တိရာဂကိနေဆံအတုပတင်ကြီးနော်တဲ့နော်အမြဲတမ်းစိတ်ထဲမှာမတင့်တယ်တာကိုအမှတ်ရနေတဲ့သဘောအတုပတင်ညာသိလားနေဆံအတုပတင်ကြီးနော်အမြဲတမ်းစိတ်ထဲမှာမတင့်တယ်ဘူးဆိုတာကိုအမှတ်ရနေတဲ့တင်ညာအဲ့ဒီအမှတ်ကလေးသည်
ရာဂမီးကိုငြိမ့်သက်တဲ့နေရာမှာအလွန်စွမ်းတယ်လို့ဆိုတယ်တဲ့ပြောရရင်တော့ဆွဲလန်းခြင်းမီးကိုငြိမ့်သက်ဖို့အတွက်မတင့်တယ်ဘူးဆိုတာကိုအမြဲတမ်းအမှတ်ရရမယ်လို့ဆိုလိုတာမတင့်တယ်ဘူးဆိုတာကအတုပကမ္မထံပေါ်လေးစာလို့ပြောရရင်ခက်တာကအတုပကမ္မထံကိုသိပြီးသားမသားတွေကိုမှရှုရတယ်လို့လူတွေကအဲ့ဒါလိုနားလည်ထားကြတာလည်းရှိတာကိုတကယ်တမ်းကတော့အတုပဆိုတာကသိတဲ့မသားမှာရှိတဲ့အတုပရှိသလိုရှင်တဲ့လူတွေမှာလည်းအတုပဆိုတာမရှိဘူးလားရှိတယ်ဆိုတာကမရှိတာတုပဆိုတာကတင့်တယ်တာတင့်တယ်မှုမရှိတဲ့သဘောပေါ့အဲ့တော့တရားဓမ္မတို့ဥယျာဉ်တို့ဒီမတင့်တယ်ဘူးဆိုတဲ့သဘောကပဂတိမျက်စိနဲ့တောင်မသိနိုင်မမြင်နိုင်ဘူးလားမြင်နိုင်တာပေါ့ဗျဟုတ်လားသိနိုင်တယ်မြင်နိုင်တယ်နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဉာဏ်နဲ့စိုက်ပြီးတော့ဇာမေမွေးခြင်းခြေသီးလက်သီးသွားအရည်အသားအကျော်အယိုးရိုးတင်ခြင်းသည်နော်32ပုံပေးတတ်လို့ရပါတယ်သိပါတယ်ဟုတ်လားအဲ့ဒါတွေကိုဉာဏ်ကလေးနဲ့အကုန်လုံးပိုင်းခြားပြီးတော့အမျိုးတူရာကိုစုပြီးတော့ဟုတ်လားဉာဏ်ကလေးနဲ့ပိုင်းခြားပြီးတော့ဘယ်အရာမှသိမ့်ထားခြင်းတရားမျက်နှိုးစရာကောင်းတာတခုမှမရှိဘူးဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ထင်ရှားပါတယ်သိလားထင်ရှားတယ်ဒါပေမဲ့ဒါကလည်းပဲတကယ်မကြိုးစားရင်ကတော့မရနိုင်ဘူးတော့စိတ်ကဒီဘက်ကိုဥလက်မပေးဘူးဆိုရင်တော့စိတ်ကအလွန်လှည့်သားတဲ့သဘောရှိတယ်နော်အလွန်လှည့်သားတဲ့သဘောရှိတယ်ဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့ဗာနဲ့ဥမာပေးထားတုံဆိုတော့မြေခွေးတကောင်ကရဲတောက်အောင်ပွင့်နေတဲ့ပေါက်ပင်ရဲ့အောက်မှာလှမ်းပြီးတော့ကြည့်တယ်တဲ့ဘာတွေလို့ထင်လို့ဆိုတော့အသားတွဲတွေလို့ထင်တာဟုတ်လားအသားတွဲလို့ထင်တာအဲ့လိုမျောနေတုံးရှိသေးဝဲနဲ့ပေါက်ပွင့်တစ်ဝင်းကကြွေကြလာတယ်အဲ့ဒါသူကပြေးပြီးတော့ဟတ်ကြည့်တယ်အဲ့ကျတော့ဒါအသားမဟုတ်ပါလားပေါ့ဒါပေမဲ့သူကမြေခွေးဆိုတော့အသိဉာဏ်ကမရှိဘဲကိုဒါမှအသားမဟုတ်ရင်အပင်မောဟာလည်းအသားဟုတ်မယ်မထင်ဘူးလို့ तू မတွေးတတ်ဘူးဒါသာမဟုတ်တာအပေါ်ကတော့ဟုတ်ဦးမယ်ထင်တယ်ဆိုပြီးတော့အဲ့ဒီအပင်သားကမခွာနိုင်ဘူးတဲ့ဟုတ်လားတကယ်တမ်းဆိုလို့ရှိရင်ဒီကြလာတာဟာသာအသားမဟုတ်တာကိုသိမယ်ဆိုရင်အပင်မောဟာလည်းအသားမဟုတ်ဘူးလို့သိဖို့ရအကြောင်းမရှိဘူးလားရှိတယ်သို့တော့ तू အဲ့ဒါလောက်စဉ်းစားသလားမစဉ်းစားဘူးဒါသာမဟုတ်တာဟိုဘောဟာတော့ဟုတ်ဦးမှာနဲ့တူတယ်ဆိုတဲ့အတွေးနဲ့ तू ဆက်ပြီးတော့နေနေတာအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာလည်းပဲခန္ဓာကိုယ်ကနေထွက်ကြသွားတဲ့အရာတွေကိုတော့ဟာဒါကတော့တော်တော်ယွန်စရာကောင်းတယ်လို့သိတယ်။နော်အဲ့ဒီအဆင့်တော့သိတယ်နော်။သို့သောခန္ဓာကိုယ်ပေါ်မှာတွေ့ကပ်နေတဲ့အခါမှာတော့သိသလား။ဥပမာစရွေးထွေးလိုက်ပြီဆိုရင်ကိုယ်စရွေးကိုပဲလက်နဲ့ထိချင်သလား။ဒါမှမဟုတ်ဗဇက်ထဲမှာအဲ့ဒီစရွေးကမရှိဘူးလား။အပြင်ဘက်ကတရွေးကိုတော့ယွန်တယ်နော်လက်နဲ့မထိချင်ဘူး။ဒါမှမဟုတ်ဗဇက်ထဲကတရွေးကိုတော့မြင်ရင်ရှက်ရင်မျိုးချနေတာပဲလေ။အဲ့ဒါပဲနဲ့လောက်။အဲ့စိတ်ရဲ့လှည့်စားမှုဆိုတာအဲ့ဒါကိုပြောတာနော်။အဲ့လိုပဲဒီစပင်မွေးလေးခေါင်းပေါ်မှာတင်ရှိနေတယ်ဆိုရင်တော့တယူတရတမျက်တနိုးအယောင်အမျိုးမျိုးချဲပုံစံမျိုးမျိုးလှုပ်ဟုတ်လားပြောရရင်ကိုယ်နိုင်ပေါ်ရမရှိပါဘူးနော်အဲ့ဒီစပင်မွေးသမင်းမကများတဲ့တွေ့တယ်ဆိုရင်ဘယ်လိုနေမလို့စဉ်းစားကြည့်နော်အဲ့တော့စိတ်ရဲ့လှည့်စားချက်တွေကိုအဲ့ဒါကိုပြောတာအဲ့တော့တမင်မကြိုးစားရင်တော့မစဉ်းစားရင်တော့မသိနိုင်ဘူးလွယ်တယ်ဆိုပေမဲ့တကယ်မလွယ်ဘူးဆိုတာကိုပြောတာဟုတ်ရလားဒါကြောင့်ပိဿပေါင်းတော်ဟောင်းတို့ယာကဆိုတဲ့မိတော့ကိုငြိမ့်သက်ခြင်းတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကထိရောက်တဲ့နည်းကိုပေးထားတယ်နော်အတုပဘာဝနာကိုပွားများရမယ်ဟောကိလေသာတရားတွေကိုတတိပဋ္ဌာန်တရားဖြင့်အလုံးကိုပယ်ရှားနိုင်တယ်ဆိုတာပိဿတို့သိပြီးသားပါသို့တော်လည်းပဲဒီဒေသနာမှာတော့မြတ်စွာဘုရားကဒါအထူးပြုပြီးတော့ဒါဟောထားတာပေါ့ဟုတ်ရဲ့လားယာကမီးကိုငြိမ့်သက်ဖို့အတွက်အတုပဘာဝနာနောက်ဒေါသမီးကိုငြိမ့်သက်ဖို့အတွက်ကြတော့ဒေါသကိဉ္ပနာမေတ္တာယနိဗ္ဗာပင်တိနရုတ္တမတဲ့ဒေါသမီးကိုငြိမ့်သက်ခြင်းနဲ့ဆိုရင်မေတ္တာတရားတည်းဟူသောရည်စဉ်ဖြင့်ဖြန့်ပေးရမယ်မေတ္တာဘာဝနာဒီဒေါသမီးကိုငြိမ့်သက်တဲ့နေရာမှာအကောင်းဆုံးလက်နဲ့ပေးတယ်နော်အဲ့တော့မေတ္တာတရားဆိုတာကတတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာရသွားစေခြင်းတဲ့သဘောအတူသုံးပြောရရင်တော့တတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့သဘောကောင်းစေခြင်းတဲ့သဘောပါပဲနော်ချစ်တယ်ဆိုတဲ့သဘောကတော့သိပြီးတော့မေတ္တာကိုမထင်ဟပ်စေဘူးသူကအင်မတန်ရှုပ်ထွေးများပြားတဲ့သဘောရှိတယ်တော့မေတ္တာကအဲ့ဒါလိုရှုပ်ထွေးတွေဘာမှမရှိဘူးသူကတန်တန်ကလေးကိုယ်နဲ့နှိုင်းစာပြီးတော့ဩငါဒီချမ်းသာခြင်းတို့တတ္တဝါတွေလည်းချမ်းသာခြင်းညမှာပဲငါဒီကျမ်းမာခြင်းတို့တတ္တဝါတွေလည်းကျမ်းမာခြင်းညမှာပဲငါဒီဘေးရန်ကင်းခြင်းတို့တတ္တဝါတွေလည်းဘေးရန်ကင်းခြင်းညမှာပဲလို့ကိုယ်နဲ့နှိုင်းစာပြီးတော့တတ္တဝါတွေလိုလားတောင့်တတဲ့အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာကိုရသွားကြပါစေလို့သက်ကောင်းစေခြင်းနဲ့စိတ်ကလေးကိုဒါပါခေါ်မလို့မေတ္တာလို့ခေါ်မယ်အဲ့ဒီကောင်းစေခြင်းနဲ့စိတ်ကလေးကိုပဲထက်ချီတလဲလဲဖြစ်နေအောင်တစိတ်ပြီးတစိတ်ဖြစ်နေအောင်ကြိုးစားခြင်းတည်ပင်လေ
မေတ္တာကိုပွားတယ်တနည်းအားဖြင့်မေတ္တာပို့တယ်လို့ဒီလိုခေါ်တာပါပဲဟုတ်ရလားအေးအဲ့ဒီအင်မတန်သူများကိုကောင်းစေခြင်းနဲ့စိတ်ကလေးတွေကိုထက်ကြီးတလဲလဲဖြစ်အောင်လုပ်နေခြင်းသည်ပင်လေမေတ္တာကိုပွားများအောင်တစ်ဖက်ကကြိုးစားရာရောက်တယ်လို့တစ်ဖက်ကလည်းဒေါသမီးကိုငြိမ့်သက်ပြီးသားဖြစ်တယ်ဟုတ်လားဒီမေတ္တာတရားရဲ့အစွမ်းကအလွန်ကြီးတယ်နော်မေတ္တာဖြစ်နေတဲ့အခိုက်မှာဒေါသမရှိဘူးဆိုတာကတော့ထင်ရှားတယ်ဒါပေမဲ့မေတ္တာမရှိတဲ့အခိုက်မှာလည်းမေတ္တာကိုတကယ်ပွားများထားတယ်ဆိုရင်သူ့ရဲ့အရှိန်ကြောင့်တော်ယုံတန်ယုံစိတ်တူစရာကိစ္စသည်စိတ်မတူဘူးဟောဒါလေးကိုတော့ဦးဇင်းကပြောခြင်းတယ်နော်မေတ္တာတကယ်ပွားမနေတဲ့အချိန်မှာလည်းပဲပွားတဲ့အလေးလာများထားတဲ့ပုဂ္ဂိုလ်သည်တော်ယုံတန်ယုံစိတ်တူစရာကိစ္စနဲ့တွေ့တော်လည်းပဲစိတ်မတူတတ်ဘူးနော်ဟောမေတ္တာကိုမပွားဘူးဆိုတဲ့ပုဂ္ဂိုလ်ကတော့နည်းနည်းလေးတူစရာတွေ့တယ်သူကတော့အကြီးကြီးတူနေပါအဲ့တော့သူကဘာနဲ့တူတုံးဆိုတော့6သိန်းအောင်နေတဲ့တိရွက်6တွေလိုဖြစ်နေပါပေါ့နော်မိဘွားလေးနည်းနည်းကြားလိုက်တာနဲ့သူကဟုံးနဲ့တောက်ပြီးတော့တခါတည်းသူ့မှာကပျက်စီးစရာအကြောင်းကအင်မတန်မြန်တယ်ပေါ့ဟုတ်လားမေတ္တာတရားကိုကြိုးကြိုးတင်းတင်းအများကြီးအလေးလာပြုထားတဲ့လူကတော့ဟိုထင်းဆူများလို့ဖြစ်မယ်ပေါ့နော်အဆူတွေအစေးတွေထွက်နေတဲ့ခုတ်ပြီးကားစားထင်းသားတွေတုံယုံတန်ယုံအပူတဲ့အလောင်နဲ့တွေ့တာနဲ့သူ့ကိုတောက်เสียအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒေါသဆိုတဲ့မီးကိုကြတော့ဘာနဲ့ငြိမ့်တတ်မှာလဲမေတ္တာတရားနဲ့ငြိမ့်တတ်ရမယ်တဲ့နောက်မောဟဆိုတဲ့မီးကိုကြတော့မောဟကိဉ္ပနပညာယယာယံနိဗ္ဗေဒဂာမိနိနော်မောဟမီးကိုငြိမ့်တတ်ခြင်းတယ်ဆိုလို့ရှိရင်ပညာတည်းဟူသောရေစဉ်ရေအေးဖြင့်ငြိမ့်တတ်ရမယ်ပညာဆိုတာဘာတုံးဆိုတော့အမှန်တရားကိုသိတာပေါ့အမှန်တရားဆိုတာကဘာလဲဆိုတော့အတူဆုံးပဲပြောမယ်ဗျာကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေမျိုးစုံရှိတယ်တရားဓမ္မတို့ဥစ္စနေရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရုပ်သဘာဝနာမ်သဘာဝတရားတွေမျိုးစုံအောင်မရှိဘူးလားရှိတယ်နည်းနည်းလေးအကျယ်ချဲ့ပြောရရင်တော့မြင်နေတာတွေရှိတယ်ကြားနေတာတွေရှိတယ်နမ်းနေတာတွေစားနေတာတွေထိနေတာတွေတွေးနေတာတွေ6မျိုးရှိတယ်အဓိကအခြေခံကတော့ဒီ6အုပ်စုပဲဒီ6မျိုးကိုပဲတတ္တဝါလို့ခေါ်တာဒီ6မျိုးကိုပဲဘဝလို့ခေါ်တာဒီ6မျိုးကိုပဲလောကလို့ခေါ်တာဟုတ်ရဲ့လားမြင်တာကြားတာနာနာစားတာထိတာတွေးတာဟိုအကျေပြောရင်တော့ဆုံးနိုင်မရမရှိဘူးပေါ့မြင်တာကိုအကြောင်းပြုပြီးတော့မြင်လို့ကောင်းတယ်မြင်လို့မကောင်းဘူးဝေဒနာတွေဖြစ်တာမရှိဘူးလားအဲ့လိုပဲကြားတာကိုအကြောင်းပြုပြီးတော့ကောင်းတယ်မကောင်းဘူးဆင်းရဲတယ်ချမ်းသာတယ်အမျိုးမျိုးဖြစ်တာတွေမရှိဘူးလားရှိတယ်နော်ဝေဒနာပိုင်းဆိုင်ရာရှိတယ်နော်ကောင်းတယ်ချမ်းသာတယ်ဆိုရင်လောဘဖြစ်မယ်မကောင်းဘူးဆင်းရဲတယ်ဆိုရင်ဒေါသဖြစ်မယ်ဆိုပြီးတော့ဟောကိလေသာအုပ်စုတွေဆက်ပြီးတော့ပွားတာတွေကမရှိဘူးလားရှိတယ်အဲ့ဒီလိုလောဘတွေဒေါသတွေဖြစ်ပြီဆိုရင်တော့လောဘဒေါသအားလျော်စွာပြုမယ်ပြောမယ်ဆိုတာမျိုးကိုမဖြစ်ဘူးလားဟောကံအုပ်စုဆက်ဖြစ်သွားတာမရှိဘူးလားရှိတယ်နော်စာလို့ပြောရရင်တော့ဝိပါကဝတ်ဟုတ်လားအကျိုးဝိဘက်ခန္ဓာတွေကိုအကြောင်းပြုပြီးတော့တတိဝရိယဉာဏ်ပညာမဆိုင်နိုင်တဲ့အချိန်မှာကိလေသာဝတ်ဆိုပြီးတော့ကိလေသာအုပ်စုကြီးဆက်ပြီးတော့ဖြစ်သွားတာဟုတ်လားအဲ့ဒီအချိန်မှာကမ္မဝတ်ဆိုတာကတော့တားလို့မရနိုင်တော့ဘူးကိလေသာဖြစ်ရင်ကံဖြစ်မှာပဲကံဖြစ်သွားပြီဆိုလို့ရှိရင်အကျိုးဝိဘက်ဆိုတာကောတားလို့ရမလားမရဘူးအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာပေါ်မှာဟိုတရားတွေကသူ့အကြောင်းနဲ့သူ့အကျိုးဆက်ပြီးတော့ဖြစ်နေတာတွေမရှိဘူးလားရှိနေတယ်အကျဉ်းမြင်ပြောရရင်တော့မြင်တာကြားတာနာနာစားတာထိတာတွေးတာအဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေအဲ့ဒါတည်းပို့ပြီးတော့အကျဉ်းချုပ်မယ်ဆိုရင်တော့ရုပ်သဘာဝနာမ်သဘာဝလို့2မျိုးပြောလို့မရဘူးလားရတယ်အဲ့ဒီသဘာဝတရားတို့သည်ဘယ်သဘာဝတရားမျိုးမဆိုဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ပြီးဆုံးသွားကြတယ်ပြီးရတာကြီးပဲချုပ်ရတာကြီးပဲနော်အဲ့ဒီအချက်ဒီအမှန်တရားပဲအဲ့ဒီအမှန်တရားကိုအမှန်အတိုင်းသိရင်အဲ့ဒါပညာပဲမောဟတိဟုသောမိတောက်ကိုငြိမ့်သက်တဲ့နေရာမှာအကောင်းဆုံးလက်နက်ပေါ့နော်တခါကြီးမိုက်များဒီပညာတရားဒီမောဟမီကိုငြိမ့်သက်တဲ့နေရာမှာအစွမ်းဆုံးလက်နက်ပါပဲဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကမောဟဆိုတဲ့မီးကိုငြိမ့်ရင်တယ်ဆိုလို့ရှိရင်ယာယံနိဗ္ဗေဒဂာမိနိကိလေသာကိုဖောက်ခွဲပြစ်နိုင်တဲ့ဉာဏ်ပညာအစွမ်းဒါကိုပြောတာပါပဲဖြစ်ချင်းပြည့်ချင်းကိုသိမြင်နိုင်တဲ့ဉာဏ်အစွမ်းပေါ့နော်ဒါလက်တွေ့တရားဓမ္မတို့ဥရှင်တို့နားလည်လို့ရပါတယ်ကိုယ်ခန္ဓာကိုနည်းနည်းလေးအာယုံစိုက်ကြည့်လိုက်တတိကလေးထားပြီးတော့ကြည့်လိုက်ဘာလေးပဲဖြစ်လာဘယ်သဘာဝလေးပဲဖြစ်လာပြီးသွားတာပဲနောက်ထပ်အသစ်ဆက်ပြီးတော့ဖြစ်ပြန်တာပဲသူလည်းပဲအကြာကြီးရက်တည်နေတာမဟုတ်ဘူးပြီးသွားတာပဲဒီလိုနဲ့ဒလဇတ်ဖြစ်တယ်ဒလဇတ်ပြီးတယ်ဘဝဆိုတာအသစ်နဲ့ရက်တည်နေတာပါပဲဟုတ်တယ်မဟုတ်လားတခါကြီးမိုင်းများ
နော်အဲ့ဒီအချက်ကိုတရားဓမ္မတို့ဦးဇင်းတို့ရှင်းအောင်လင်းအောင်ပိုင်းခြားပြီးတော့သိနိုင်အောင်ကြိုးစားမယ်ဆိုရင်ဒါကိုယ်တန်တာမှာပညာဖြစ်နေတယ်လို့ပြောလို့မရဘူးလားရတယ်ဒလဇက်ဖြစ်ပြီးတော့ဒလဇက်ပြီးဆုံးနေတယ်ဒလဇက်ပြီးဆုံးနေတယ်ဟုတ်လားအေးအဲ့ဒီတော့အဲ့ဒီပညာတရားဖြင့်မောဟမီးကိုငြိမ်းသတ်ရမယ်လို့ဒါကဦးဇင်းတို့ဣတိယုပါဠိတော်မှာလာတဲ့အဂိသုတ်တန်တွေကစကားကိုယူပြီးတော့ပြောတာပါဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့မီး9မျိုးတွေကငြိမ်းသက်ပြည့်ရမယ်မီးဒီဘယ်နှမျိုးလဲ3မျိုးယာဂမီးရဲ့ဒေါသမီးရဲ့မောဟမီးရဲ့ပြစ္ဆုတ်ပံမှာလည်းပဲအကျိုးမဲ့တွေဖြင့်လောင်ကျွမ်းဖြစ်စည်းပြစ်နိုင်လို့တန်တရားမှာလည်းပဲအပေလေးပါးတည်းဟူသောမီးတောက်မီးလျံတွေကိုတောက်စေတတ်လို့ဒီမီးသုံးပါးသည်အလွန်အန္တရာယ်ကြီးတဲ့အတွက်ကြောင့်ယာဂမီးကိုကြတော့အတုပဘာဝနာဖြင့်ငြိမ့်သက်မယ်ဒါဦးစားပေးကမ္မထံကိုပြောတာပါနော်ဒေါသမီးကိုကြတော့မေတ္တာရည်ဖြင့်ငြိမ့်သက်မယ်မောဟမီးကိုကြတော့ပညာရည်ဖြင့်ငြိမ့်သက်မယ်ဟုတ်ရဲ့လားအဓိကကမ္မထံကတော့တတိပဋ္ဌာန်နည်းပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မီး9မျိုးတည်းကငြိမ့်သက်ပြည့်ရမယ်မီး3မျိုးနောက်မြတ်စွာဘုရားကအဲ့ဒီပုံနာကြီးကိုပူဇော်ရမယ်အလေးအမြတ်ပြုရမယ်မြတ်နိုးရမယ်ချမ်းသာအောင်စောင့်ရှောက်ရမယ်မီး3မျိုးလဲရှိသေးတယ်တဲ့အဲ့ဒီမီး3မျိုးကဘာတွေတုံးဆိုတော့အာဟုနေယကိနော်အာဟုနေယကိဆိုတာကအပူဇော်ကံမီးတဲ့အပူဇော်ကံမီးဆိုတာဘာပြောတာတုံးဆိုတော့မိဘ2ပါးကိုပြောတာတဲ့နော်ဒါကတော့လူငယ်တွေအတွက်ဖြစ်သွားပြီနော်အပူဇော်ကံမီးဆိုတာဘာကိုပြောတာလဲမိဘ2ပါးကိုပြောတာမိဘ2ပါးသည်တခြားသောပုဂ္ဂိုလ်တို့အတွက်အပူဇော်ကံဟုတ်ကောင်းမှဟုတ်မယ်သို့တော်သားသမီးတွေအတွက်ကတော့သူဟာအပူဇော်ကံမီးပဲသိလားအပူဇော်ကိုခံတိုက်တယ်သူဒီသားသမီးတွေရဲ့ပူဇော်ခြင်းကိုခံတိုက်တယ်ဘာလို့ဆိုသားသမီးတွေရဲ့ပုံမှာသူ့ရဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်သူမွေးလို့လူဖြစ်လာတယ်သူပြလို့ဒီသားသမီးတွေဟာလောကကြီးကိုမြင်ရတာသိရတာဟုတ်တယ်မို့လားနော်သားသမီးတွေဟာမိဘတွေဒီဟူသောအကြောင်းကြောင့်လူဆိုတာဖြစ်လာတာနော်အခြေခံကိုညှင်းပယ်လို့ရမလားမရဘူးနော်ဒီမိဘ2ပါးကပြလို့လောကကြီးအကြောင်းကိုစပြီးတော့သိခွင့်ရတာဒီခါလေးဦးဇင်းကကြင်ကြံဖန်ဖန်စဉ်းစားကြည့်တယ်ဩမိဘတွေကမတ်တရက်ပြလို့သားသမီးတွေဟာမတ်တရက်ပြီးတော့သွားနိုင်တာဟုတ်လားတကယ်လို့မြန်မိဘတွေကဝဥကုံလေးမြန်သွားမယ်ဆိုရင်သားသမီးတွေလည်းဝဥကုံပဲသွားမယ်လို့ထင်တယ်ဒါကတော့ကြင်ကြံဖန်ဖန်စဉ်းစားကြည့်တာပါအာလုံသောတတ္တဝါတွေဟာဒီမိဘတွေရဲ့သင်ယူမှုကိုအရင်ခံရတာမရှိဘူးလားရှိတယ်နော်ဒါကြောင့်မိဘတွေကသားသမီးတွေပုံမှာအလွန်ကျိုးကျေးဇူးများတဲ့အတွက်ကြောင့်အပူဇော်ခံလိုက်တယ်ဒါနဲ့ရင်ဒီလောက်အကျိုးကျေးဇူးများတဲ့အေးချမ်းတဲ့မိဘကိုဘာကြောင့်မီးဆိုတာကြီးနဲ့တွဲပြီးတော့သုံးထားတယ်လေဒီချက်လေးစဉ်းစားရမရှိဘူးလားဘာကြောင့်မီးလို့သုံးထားလဲဆိုလို့ရှိရင်ဒီမိဘကိုပြစ်မှားမယ်စော်ကားမယ်မိဘရဲ့ပေါ်မှာမကောင်းတဲ့စိတ်တွေထားမယ်ဆိုလို့ရှိရင်ဒီတတ္တဝါသည်ငရဲထီတောင်ကြာနိုင်တယ်သိလားအင်မတန်သူပူလောင်သွားနိုင်တယ်ဒါကြောင့်ယာဂဒေါသမောဟတို့လိုတတ္တဝါကိုဓာတိုက်လောင်ကျွမ်းစေတဲ့မီးမျိုးတော့မဟုတ်ဟုတ်လားသို့တော့လောင်ကျွမ်းခြင်းရဲ့အကြောင်းတရားတော့ဖြစ်မနေဘူးလားဖြစ်နေတယ်တကယ်လို့သားသမီးကမကင်တွယ်တတ်ဘူးဆိုလို့ရှိရင်ဒီမိဘဒီပင်နဲ့သားသမီးအတွက်လောင်ကျွမ်းရာလောင်ကျွမ်းကြောင်းအကြောင်းတရားဖြစ်မနေဘူးလားဖြစ်နေတယ်ဟုတ်လားဒါကြောင့်မလို့မြတ်စွာဘုရားကမီးဆိုတဲ့အသုံးနှုန်းလေးနဲ့တွဲပြီးတော့သုံးတာဟုတ်လားအဲ့ဒါနံပါတ်1မီးပေါ့နော်အာဟုနေယကိအပူဇော်ကံမီးတနည်းအားဖြင့်မိဘ2ပါးနောက်ဦးဇင်းတို့ပူဇော်ရမယ်ပသရမယ်အလေးအမြတ်ပြုပြီးတော့ချမ်းသာအောင်ထားရမယ်မိကဘာတော့ဆိုတော့ဂဟပတကိတဲ့ဂဟပတကိဆိုတာအိမ်ရှင်မိနော်အိမ်ရှင်လင်ယောက်ျားမိအဲ့ဒါကဘာကြောင့်သူ့ကိုကြတော့ဂဟပတကိလို့သုံးရလဲဆိုလို့ရှိရင်ဒကမာကြီးတွေသားသမီးတွေအတွက်နော်အိမ်ရှင်အိမ်တော်ဦးစီးများသည်အလွန်အကျိုးကျေးဇူးကြီးတယ်တဲ့ဒါကြောင့်သူ့ရဲ့ကျေးဇူးတရားတွေဟာကိုယ့်ပုံမှာအများကြီးရှိတဲ့အတွက်ကြောင့်ဒါသည်ပင်လျင်ကိုယ့်အတွက်မီးပဲသူ့ကိုမယုံမသိမလေးမစားလို့ရင်သူကလည်းမီးလို့လောင်ကျွမ်းပြနိုင်တယ်တချို့ကြတော့ဒီဒေသနာတွေကိုစိတ်ထဲမှာလေးလေးနက်နက်ရှိချင်မှရှိမယ်ဘုန်းဆိုယောက်ျားကနော်အရက်တောက်ပြီးတော့ဖဲရိုက်နေတာမျိုးဘာမှတာဝန်မကြီးတာမျိုးမိန်းမကပဲရှားဖွေပြီးတော့ကျွေးရတာမျိုးဒီလိုယောက်ျားမျိုးရှိတာကောမရှိဘူးလားရှိရနော်အဲ့လိုယောက်ျားမျိုးဆိုရင်ဟာဒါကတော့ငါတို့သူတို့ကိုလေးလေးစားစားမဆက်ဆံလဲမီးလို့လောင်နေဆိုတာကတော့ဟုတ်မယ်မထင်ပါဘူးလို့တချို့ကခပ်ပေါ့ပေါ့တွေးကောင်းတွေးလိမ့်မယ်နော်မြတ်စွာဘုရားကတော့အင်မတန်ကြီးကျယ်တဲ့သဗ္ဗညုတဉာဏ်ကြီးနဲ့ကြည့်ပြီးတော့ဟောထားတာ
နော်ဘုရားရဲ့တပ်ပညုတဉာဏ်ကိုဒကာဓမ္မတို့ဦးဇင်းတို့ယုံကြည်သောအဖြစ်အလေးအနက်စဉ်းစားဖို့လိုတယ်နော်အဲ့တော့သူတောက်တာစားတာဟုတ်လားကိုယ့်ကိုတိတ်ပြီးတော့အာမကိုရတာတွေရှိကောင်းရှိလိမ့်မယ်သို့တော့အ ਨੇ ဆုံးတော့အိမ်တအိမ်မှာလင်းယောက်ျားမရှိတာနဲ့ရှိတာဟာအလွန်ကွာခြားပါတယ်သိလားဒကာကြီးဒီမကြီးများဒီအရေးဆိုတာကတော့ရှိရနော်သူတို့မရှိတဲ့အချိန်မှာဘလောက်ဒီအရေးမဲ့သွားသလဲနော်စိတ်ပိုင်းဆိုင်ရာကစပေါ့ဒီဟုတ်လားရှိနေတဲ့အချိန်မှာတန်ဖိုးသိပ်ပြီးတော့မသိပေမလို့မရှိတော့တဲ့အချိန်မှာအင်မတန်တန်ဖိုးရှိတာတွေမရှိဘူးလားဒါကြောင့်ဦးဇင်းတို့စာလေးတစ်ကြောင်းလည်းဖတ်ဘူးတယ်ကျေးဇူးတရားကိုသိကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုဖြည့်ဆည်းပြီးတော့ကြည်ပါတဲ့ဒီလားဒါလေးတစ်မျိုးလေးနော်ကျေးဇူးတရားကိုနားလည်ခြင်းတယ်ဆိုရင်အဲ့ဒီအရာရဲ့အဲ့ဒီအရာမရှိတော့တာလေးကိုနည်းနည်းလေးတွေးကြည့်လိုက်ပါနော်ဆိုကြပါတော့ဒီထဲမှာအခုတရားနာနေတယ်ဒီဓမ္မယုံကြီးဟာဒကာဓမ္မတို့ဦးဇင်းတို့အလွန်ကြီးအကျိုးကျေးဇူးများတယ်အဲ့ဒါကိုသိကျင်တယ်ဆိုအခုချိန်မှာဒါကြီးမရှိဘူးဆိုရင်ဘယ်နှလို့မိုးတွေမှာကြာလာမှာပေါ့ဟုတ်လားအဲ့တော့အရာအလုံးဟာကိုယ့်ပေါ်မှာဘလောက်ကျေးဇူးတရားနဲ့လွှမ်းမိုးထားသလဲအကျိုးကျေးဇူးပြုနေသလဲဆိုတာကိုသိကျင်တယ်ဆိုရင်အဲ့ဒီအရာလေးကိုခဏလောက်ဖယ်ပြီးတော့ကြည့်ပါဒါပြောတာဘောပေါက်တယ်နော်အဲ့တော့အိမ်ရှင်လင်ယောက်ျားမီးဆိုတာမြတ်စွာဘုရားဟောထားတယ်နော်ဒါကြောင့်ဒကာကြီးဒကမာကြီးများသားသမီးများတော့တန်ဖိုးထားပြီးတော့လေးလေးစားစားဆက်ဆံကြဖို့မလိုဘူးလားလိုတယ်သူတို့ကလည်းမီးလိုလောင်ကျွမ်းနိုင်တဲ့အစွမ်းရှိတဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုတိယပူဇော်ရမယ်အလေးအမြတ်ပြုရမယ်မီးပေါ့နောက်ဦးဇင်းတို့တတိယမီးကဘာလဲဆိုတော့ဓက္ခိနေယခိတဲ့အလှူခံမီးတဲ့အလှူခံမီးဆိုတာကသူတော်ကောင်းမီးကိုပြောတာပါသူတော်ကောင်းတွေကိုပြောတာပါနော်လောကကြီးမှာသူတော်ကောင်းဆိုတာရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကအဲ့ဒီဒေသနာတော်မှာဘယ်လိုဖွင့်ဆိုလဲဆိုတော့အယူအဆမှားတွေကိုမယူဆဘဲနဲ့မှန်ကန်တဲ့အယူရှိတဲ့ဒါကတော့အခြေခံထားတာပေါ့နော်မှန်ကန်တဲ့အယူရှိတဲ့ခန္တီသောရစတဲ့ပြီးခံခြင်းသဘောတရားအပြစ်ကင်းတန်ရှင်းစင်ကြယ်တဲ့ကာယကံမှုဝစီကံမှုတွေမှာမွေ့လျော်တဲ့ဟောနော်သူတော်ကောင်းဆိုတာအယူမှန်တယ်ပြီးခံတဲ့သဘောရှိတယ်စင်ကြယ်တဲ့ကာယကံဝစီကံမနောကံရှိတယ်နော်ပြီးတော့ဗာလဲဆိုတော့ဧကမတ္တနံဓမင်တိတဲ့တခုတည်းသောစိတ်ကိုဆုံးမတယ်တဲ့နော်သူတော်ကောင်းရဲ့သဘောတရားကဘာကိုဆုံးမလဲတခုတည်းသောစိတ်ကိုဆုံးမတယ်တဲ့စိတ်ကိုဆုံးမယုံလားဆိုမကဘူးတဲ့သမင်တိတဲ့ကိုယ်တန်တမှာဖြစ်ပေါ်နေတဲ့အပူဓာတ်အလောင်ဓာတ်ကိလေသာတရားတွေကိုငြိမ်းဖို့ကြိုးစားတယ်တဲ့ပရိနိဗ္ဗာန်ပင်တိလုံးဝချုပ်သွားဖို့ကြိုးစားတယ်တဲ့ဟောသူတော်ကောင်းရဲ့အင်္ဂါရက်လေးတွေကိုပြောနေရနော်တကယ်ဒီမိုင်းများဟုတ်ရဲ့လားသူတော်ကောင်းဆိုတာမှန်ကန်တဲ့အယူရှိတယ်ခန္တီသောရစ္စတီးခံတဲ့သဘောရှိတယ်စင်ကြယ်တဲ့သဘောရှိတယ်ဟုတ်လားပြီးတော့ဗါတဲ့တော့ကိုယ့်ရဲ့တခုတည်းသောစိတ်ကိုဆုံးမတယ်ဟောစိတ်ကိုဆုံးမတယ်ဆိုတဲ့နေရာမှာဒီစိတ်ကလေးကိုယဉ်ကျေးအောင်အပြစ်ကင်းအောင်အတွက်မျက်စိနာနာလျှာကိုစိတ်ဆိုပြီးတော့ဒီအိန္ဒိ6ပါးကိုစောင့်ရှောက်ထိမ့်သိမ့်တဲ့သဘောပါပဲဒါစိတ်ကိုစောင့်ရှောက်ထိမ့်သိမ့်တယ်လို့ပြောတာနော်ဒါတည်းမကဘူးနော်သမင်တိငြိမ်းအေးစေတယ်ပြိဋိဘပင်တိလုံးဝချုပ်ငြိမ်းသွားစေတယ်ဘာတွေကိုတော့မကောင်းတဲ့အကုသိုလ်တွေကိလေသာတရားတွေကိုငြိမ်းအေးသွားစေတယ်အဲ့ဒီလိုအည်အသွေးမျိုးရှိတဲ့အဲ့ဒီလိုရည်ရွယ်ချက်နဲ့တကယ်ကျင့်ကြံကြိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုဒါပါခေါ်မလို့သူတော်ကောင်းလို့ခေါ်မယ်အဲ့ဒီသူတော်ကောင်းဒီလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေအတွက်အဲ့ဒါမီးတစ်မျိုးပဲတဲ့သူတို့ကိုမယုံမသိမလေးမစားဟုတ်လားသူတို့ရဲ့ပေါ်မှာမကောင်းတဲ့စိတ်တွေထားမယ်ဆိုရင်ကိုယ့်ဘဝဟာမီးလို့လောင်ကျွမ်းတာကိုကြုံရနိုင်တယ်ဒုက္ခရောက်နိုင်တယ်ပေါ့ဆိုလိုတာကဟုတ်ရလားဒါကြောင့်သူတော်ကောင်းတွေဟာလည်းပဲလောကကြီးအတွက်မီးတစ်မျိုးပဲဒီနေရာမှာဒကာဓမ္မတို့ဦးဇင်းတို့မီးလို့ပြောရတာကတော့ကိုကမကင်တွယ်တဲ့ရင်လောင်ကျွမ်းတက်လို့သာမီးလို့ပြောရတာပါဟုတ်တယ်လားတကယ်တမ်းကတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ပုံမှာအလွန်အကျိုးကျေးဇူးများလို့ကျေးဇူးတရားတွေရှိလို့ဒါကိုဂရုစိုက်ရမယ်ဆိုတာကိုပြောတာမိဘတွေဟာလည်းသားသမီးတွေပုံမှာအကျိုးကျေးဇူးမများဘူးလားများတယ်နော်အိမ်ရှင်လင်ယောက်ျားဟာလည်းမိသားစုရဲ့ပုံမှာအကျိုးကျေးဇူးမများဘူးလားများတယ်သူတော်ကောင်းတွေကောလောကလူသားတွေရဲ့ပုံမှာအကျိုးကျေးဇူးမများဘူးလားများတာပေါ့သူတော်ကောင်းတွေကဘယ်လိုနှီးများသလဲဒါလေးကိုတော့လူငယ်တွေနည်းနည်းစဉ်းစားတတ်အောင်ပြောခြင်းနဲ့ဦးဇင်းကနော်သူတော်ကောင်းတွေကလောကကြီးရဲ့ပုံမှာဘယ်လိုအကျိုးကျေးဇူးများတာလဲစားရေးဝေရေးနေရေးအတွက်လည်းပဲဘာမှသူကအထောက်အကူပြုတာလည်းမဟုတ်ဘူးလေဟုတ်တယ်မဟုတ်လားသူတို့မရှိလို့ဘာဖြစ်လဲဆိုတဲ့အတွေးမျိုးလေးနည်းနည်းတွေးကြည့်ပါလားနော်သူတို့မရှိလို့ဘာဖြစ်လဲဆိုတော့လောကကြီးပိုးပူလာမှာပေါ့လောကကြီးပိုးပြီးတော့မိုက်သွားမှာပေါ့ဟုတ်လား
ကာဓမ္မတို့ဦးဇင်းတို့လောကကြီးမှာတိတဲ့တိလိုက်တာလေးတွေကိုသိနေရတာဟာအဲ့ဒီသူတော်ကောင်းတွေရှိလို့သိရတာနော်အထူးသဖြင့်တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝကိုကုသိုလ်တရားတွေကိုပေးတဲ့သဘောရှိတယ်သူတော်ကောင်းဆိုတာနော်သူတို့ကိုကြည်လင်ကြည်ညိုတဲ့သဘောသူတို့ကိုပေးကမ်းစွန့်ကြဲတဲ့သဘောရှိတဲ့အခါမျိုးမှာကုသိုလ်ကောင်းမှုတွေမဖြစ်ရဘူးလားဖြစ်ရတယ်သူတော်ကောင်းတွေကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့မှာကုသိုလ်ရတာမရှိဘူးလားရှိတယ်နောက်သူတော်ကောင်းတွေကြောင့်ပဲဒကာဓမ္မတို့ဦးဇင်းတို့မှာအသိဉာဏ်ရတာလည်းရှိရတယ်သူတို့ကဘဝမှာဘလို့နေဘလို့ထိုင်မှပို့ပြီးတော့အစင်တဲ့မယ်နေနီးထိုင်နီးချမ်းသာစွာနေနီးထိုင်နီးကိုဒကာဓမ္မတို့ဦးဇင်းတို့တွေအတွက်တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေထက်ပို့ပြီးတော့ကျွမ်းကျင်နေမှလည်းအပိုင်းမရှိဘူးလားရှိတာပေါ့အဲ့ဒီအပိုင်းကိုသူတို့ကဦးစားပေးပြီးတော့ဆောင်ရွက်နေတာမရှိဘူးလားရှိတယ်ဒါကြောင့်သူတော်ကောင်းတွေကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာအသိဉာဏ်ပို့ပြီးတော့ဒိုးရတယ်ဒါညင်းနိုင်မလားဗျာမညင်းနိုင်ဘူးနောက်သူတော်ကောင်းတွေကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့မှာငြိမ်းချမ်းမှုလည်းပို့ပြီးတော့ဒိုးရတယ်စိတ်ထဲမှာငြင်းအေးရတယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းရတယ်နော်ဒါကြောင့်ဘဝမှာဆင်းရဲဒုက္ခနည်းပြီးတော့ချမ်းသာဒုက္ခပြည့်စုံအောင်ငြိမ်းချမ်းအောင်ဘလို့နေမလဲဆိုတဲ့နိလန်းတွေကိုဖြန့်ဝေတဲ့အကြီးအကျယ်ဆုံးကျေးဇူးရှင်လို့တောင်ဦးဇင်းကပြောခြင်းတယ်ဟုတ်လားတကယ်ကြီးမိုက်များနော်လောကမှာလူတွေဒုက္ခရောက်ကြတာဆိုတာကစားတရားဝိဇ္ဇာနေတရားမရှိလို့ဒုက္ခရောက်တယ်ဆိုတာမရှိဘူးမဟုတ်ပါဘူးရှိပါတယ်ဟုတ်လားသို့တော့တကယ်ဒုက္ခရောက်တယ်ဆိုတာအသိဉာဏ်မရှိလို့ဒုက္ခရောက်ကြတာအဲ့ဒါကိုဘယ်သူများညင်းနိုင်မလဲညင်းနိုင်မို့နော်အသိဉာဏ်မရှိလို့ဒုက္ခရောက်ကြတာပူကြရလောင်ကြတာဒါဒီစကားကအင်မတန်ကြီးပါတယ်အသိကလည်းအမျိုးမျိုးရှိတာကိုတချို့ကတော်ယုံတန်ယုံအပေါ်ယံလေးကိုမသိဘဲနဲ့အကြီးအကျယ်ဒုက္ခရောက်နေတာတွေရှိတယ်ဟုတ်လားဒီထဲမှာဒကာဓမ္မတို့ဦးဇင်းတို့တွေကမပါပြီမလို့ကိုယ်လည်းပဲနုနုညံ့ညံ့တိမ်တိမ်မွေးမွေးလေးတွေမသိလို့ဒုက္ခရောက်နေတာတွေကမရှိဘူးလားရှိတယ်ဆိုကြပါစို့စိတ်ဆင်းရဲလာတယ်ချမ်းသာအောင်ဘယ်လိုနေရမလဲဆိုတာကိုမသိဘူးဆိုရင်ချမ်းသာအောင်နေတတ်ပါမလားအဲ့တော့စိတ်ဆင်းရဲတယ်ဆိုတာကိုကစစိတ်ချမ်းသာအောင်နေနည်းကိုမသိလို့မနေတတ်လို့တနည်းအားဖြင့်ချမ်းသာတယ်လို့ပြောလို့မရဘူးလားနေနည်းကိုတော့သိတာပေါ့ကြားဘူးထားတာတော့ရှိတာပေါ့သို့တော့တကယ်လက်တွေ့ချပြီးတော့နေလိုက်တဲ့အသည့်မရှိလို့အဲ့ဒီအချိန်မှာဘာဖြစ်သွားတာတော့စိတ်ဆင်းရဲသွားတာဟုတ်တယ်မဟုတ်လားအဲ့တော့ဆင်းရဲတယ်ဆိုတာချမ်းသာအောင်မနေတတ်လို့ဆင်းရဲတာပူလောင်တယ်ဆိုတာအေးချမ်းအောင်မနေတတ်လို့ပူလောင်တာအဲ့တော့အသိမရှိလို့မသိလို့ဆင်းရဲရတယ်ဆိုတဲ့စကားဒီလေးလေးနက်နက်ပဲတွေးတွေးအပေါ်ယံပဲတွေးတွေးဘလို့မှမငင်းနိုင်တဲ့စကားပါဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မသိလို့ဆင်းရဲနေကြတဲ့လောကကြီးကိုအသိဉာဏ်တွေပေးပြီးတော့ဆင်းရဲဒုက္ခကိုလျှော့ချနေကြတဲ့သူတော်ကောင်းတွေရဲ့ကျေးဇူးတရားတွေတတ္တဝါတွေရဲ့ပုံမှာဘယ်လို့မှဖြတ်လို့မရအောင်တန်ဖိုးကြီးတယ်လို့ပြောလို့မရဘူးလားရတယ်ဟုတ်လားဒါကြောင့်မို့လို့သူတော်ကောင်းမီလို့သုံးထားတာဟုတ်လားဟိုဘေးတတ်တို့လည်းကြားဦးမှာပါဇတ်တော်တွေထဲမှာသူတော်ကောင်းတွေယသိတွေကိုပြစ်မှားလို့တိုင်းပြည်ကြီးတစ်ခုလုံးပျက်စီးသွားတာတွေဟုတ်လားမီးလောင်သွားတာတွေတချို့ပုဂ္ဂလိကစော်ကားကြလို့ဒုက္ခရောက်ကြတာတွေအဲ့လိုမျိုးတွေမရှိဘူးလားရှိရနော်ခန္တီဝါရီယသိတို့ကိုနော်ကလာဘူးမင်းနှိပ်ဆက်လို့နော်မြေမြူသွားတာတွေမရှိဘူးလားရှိတယ်ဘာဖြစ်သွားတာတော့မီးလောင်ခံရတာနော်အဝီစီမီးလောင်တာကိုတောင်ခံရတာနော်အင်မတန်ကြီးကျယ်တဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာပြင်းမာတဲ့အတွက်ကြောင့်အပြစ်ကပိုးပြီးတော့ကြီးသွားတာကျေးဇူးကြီးရင်ကြီးသလောက်ပြင်းမာမှုဖြစ်တဲ့အချိန်မှာအပြစ်ကလည်းကြီးသွားတာဟုတ်ရလားဒါကြောင့်ဦးဇင်းတို့လူငယ်တွေနော်ဂယုစိုက်ပြီးတော့ကင်တွယ်ရမယ်အလေးအမြတ်ပြုရမယ်မျက်နှိုးရမယ်စိတ်ထဲကတန်ဖိုးထားရမယ်မိဘနှမျိုးလဲ၃မျိုးနော်မိဘနှစ်ပါးတည်းဟူသောအပူဇော်ကမီဟုတ်လားအိမ်ရှင်လင်ယောက်ျားတည်းဟူသောဂဟပတကိမီဟုတ်ရလားသူတော်ကောင်းတည်းဟူသောအလှခံဒက္ခိနေယကိအလှခံမီဆိုတော့မိဘနှမျိုးလဲ၃မျိုးဟုတ်ရလားဒါကဂယုစိုက်ပြီးတော့မျက်နှိုးရမယ်မီးပေါ့ဟုတ်လားအဲ့တော့မီးအလုံးဘယ်နှမျိုးရှိသွားပြီတော့6မျိုးရှိသွားပြီနော်နောက်ဆုံး9ခုမြောက်မီးကတော့ကတ္ထဂိတဲ့ထင်းမီးတဲ့ဟုတ်လားဒီကနေ့ခေတ်ဆိုရင်တော့လျှက်စစ်မီးပါထည့်ရလိမ့်မယ်နဲ့တူတယ်ဟုတ်လားနော်ထင်းမီးကိုကြတော့မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတော့အင်မတန်ပြည့်စုံတယ်မြတ်စွာဘုရားဟောတာအင်မတန်ပြည့်စုံတယ်သိလားထင်းမီးကိုကြတော့တဲ့လေးလူရှုတဲ့အချိန်မှာလေးလူရှုရမယ်တဲ့ဟုတ်တာပေါ့တခါလေးသမင်းဝတ်တယ်ထားတယ်ကဲတောက်ပါစေဆိုတော့ဒါထားလိုက်ရတာပဲလေဟုတ်တယ်မဟုတ်လားငြိမ်းတဲ့အချိန်မှာသူ့ကိုငြိမ်းရမယ်တဲ့ပြင်းပြင်းတောက်စေတဲ့အချိန်မှာသူ့ကိုပြင်းပြင်းတောက်အောင်လုပ်ရမယ်တဲ့သူကအလျှော့တင်းရှိတယ်နော်ဟုတ်လားသူကလည်းပဲဂယုမဆိုင်ရင်
ငြိမ်းတဲ့အချိန်မှာမငြိမ်းမနဲ့ပြစ်ထားမယ်ဆိုသူကလည်းဒုက္ခအကြီးကျယ်ပေးနေတာမျိုးမရှိဘူးလားရှိတယ်အဲ့ဒါကိုတော့မြတ်စွာဘုရားဟောတာဟုတ်လားငြိမ်းတဲ့အချိန်မှာငြိမ်းရမယ်တောက်တဲ့အချိန်မှာတောက်အောင်လုပ်ရမယ်လေးလူရှုတဲ့အချိန်မှာလေးလူရှုထားရမယ်မီးတဲ့ကတ္ထခိကိုအဓိပ္ပာယ်ဖွင့်ဆိုတာဟုတ်လားဒါကြောင့်ဒီလျှက်စစ်မီးကိုအဲ့ဒါထည့်လို့မရဘူးလားရတာပေါ့ဟုတ်လားအဲ့တော့မီးဘယ်နှမျိုးလဲဗျာ9မျိုးအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဒီမီး9မျိုးရဲ့အပေါ်မှာဘယ်လိုကျင့်သုံးရမလဲဆိုတဲ့အဖြေကိုပါမြတ်စွာဘုရားကတခါတည်းပြောမသွားဘူးလားပြောသွားတယ်နော်ယာဂမီဒေါသမီမောဟမီကိုကြတော့ဘာလို့ဖို့ကြိုးစားရမှာလဲငြိမ်းသက်ဖို့ကြိုးစားရမှာမိမိသူတစ်ပါးနှစ်ဦးသားကိုလောင်ကျွမ်းစေလို့ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောဒုက္ခတွေကိုဖြစ်စေလို့ဒီမီးသုံးပါးကိုကြတော့ဘာလို့ရမှာလဲငြိမ်းသက်ရမှာယာဂမီကိုငြိမ်းသက်ဖို့ကြတော့ဘာကိုအထောက်အကူပြုယူရမှာလဲအတုပဘာဝနာကိုကြိုးစားရမယ်ဟုတ်ရလားဒေါသမီကိုငြိမ်းသက်ဖို့ကြတော့မေတ္တာတည်းဟူသောဘာဝနာကိုကြိုးစားပြီးတော့ထူထောင်ရမယ်မောဟမီကိုငြိမ်းသက်ဖို့ကြတော့ပညာဘာဝနာကိုကြိုးစားပြီးတော့ထူထောင်ရမယ်ဟုတ်ရလားဒါကငြိမ်းသက်ရမယ်မီးနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့နားလည်ထားရမယ်အပိုင်းပေါ့ဟုတ်လားအေးအလေးကရုပြုတ်ပြီးတော့မြတ်နိုးရမယ်ပူဇော်ရမယ်ချမ်းသာအောင်စောင့်ရှောက်ရမယ်မိကဘယ်နှမျိုးလဲ3မျိုးမိဘနှစ်ပါးတည်းဟူသောအပူဇော်ကမိအိမ်ရှင်လျောက်ကြားတည်းဟူသောဂဟပတကိမိအလူကံပုဂ္ဂိုလ်တည်းဟူသောသူတော်ကောင်းမိဆိုပြီးတော့သူတို့ကလည်း3မျိုးဟုတ်လားထင်းမိကတော့အခြေအနေကြည့်ပြီးတော့ကင်တွယ်ရမယ်မိပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လူဘဝကြီးမှာဒီမီး9မျိုးနဲ့ဘယ်သူကင်းနိုင်ပါသလဲဘယ်သူမှမကင်းနိုင်ဘူးဟုတ်လားမကင်းနိုင်လို့တွေ့နေရတဲ့ဒီမီးတွေကိုကောင်းကောင်းကင်တွယ်တတ်ဖို့မလိုဘူးလားလိုပါတယ်ဟုတ်လားယာဂဒေါသမောဟမီးတွေကိုကြတော့ငြိမ့်သက်ဖို့အတွက်သူကိုကြိုးစားရမှာဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ယာဂမီးကိုအတုပဘာဝနာဖြင့်ငြိမ့်သက်နိုင်ကြပါစေဟုတ်လားဒေါသမီးကိုမေတ္တာဘာဝနာဖြင့်ငြိမ့်သက်နိုင်ကြပါစေမောဟမီးကိုပညာဘာဝနာဖြင့်ငြိမ့်သက်နိုင်ကြပါစေနောက်ပြီးတော့မိဘနှစ်ပါးကိုပူဇော်ခြင်းမိဘနှစ်ပါးကိုမြတ်နိုးခြင်းအလုပ်ကျွေးပြုခြင်းချမ်းသာအောင်ထားခြင်းဖြင့်လည်းပဲမိအလောင်းမခံရအောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်အိမ်ရှင်လျောက်ကြားရဲ့ပုံမှာတန်ဖိုးထားမြတ်နိုးပြီးတော့လေးစားပြီးတော့လည်းပဲမိအလောင်းမခံရအောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်နော်ကိုယ့်ပုံမှာအလွန်ကျေးဇူးများတဲ့လောကရဲ့ပုံမှာအလွန်အကျိုးကျေးဇူးများတဲ့သူတော်ကောင်းတွေရဲ့အပေါ်မှာမြတ်နိုးပူဇော်မှုတွေနဲ့ပဲလည်းပဲမီးအလောင်းမခံရအောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ဒီမီး9ပါးကိုအကောင်းဆုံးကင်တွယ်နိုင်ကြပါစေလို့ဦးဇင်းတို့ဆုတောင်းပြီးတော့အထူးသဖြင့်တော့ယာဂဒေါသမောဟမီးတွေကိုငြိမ့်သက်နိုင်ပြီးတော့တန်တရားမီးတောက်မီးလျံတွေငြိမ့်အောင်ကြိုးစားနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဂိသုတ်တံကိုအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိတေတုံမာကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာသာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗရိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနဒီငါဝါလူသေးစုမငါပွင့်တော်မူကြတယ်ဆိုသောဒါဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မ ानु ဘာဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝသံဃာ ानु ဘာဝေနမဂတံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုလွတ်တဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘ
ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း